တော့နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်ကမြေအိုးထဲကဘန္တာအဲ့တော့မြေအိုးထဲကဘန္တာလို့ပြောတဲ့အခါမှာဒီနေ့တမန်ကျမ်းစာတွေကိုကြည့်လိုက်တဲ့အခါမှာဘုရားသခင်ကကျမတို့ကိုခိုင်းနှိုင်းထားတဲ့ပုံဥပမာတွေအများကြီးရှိတယ်ဥပမာတစ်ခုဆိုရင်ဖခင်နဲ့သားသူကတော့ဖခင်ကျမတို့ကတော့သားသမီးပေါ့ပြီးရင်တိုးထိန်နဲ့တိုးပြီးရင်စပြစ်ပင်နဲ့စပြစ်ခက်ပြိုးကျဲသူနဲ့မျိုးစေ့စီနဲ့မီးအိမ်တို့သားနဲ့တို့သမီးစတဲ့ metaphor ပေါ့နော်တနည်းအားဖြင့်ခိုင်းနှိုင်းထားတဲ့အရာတွေအများကြီးကိုတမန်ကျမ်းစာထဲမှာတွေ့ရပါတယ်အဲ့တော့ဒီနေ့မှာတော့ကျွန်မတခြားအနေနဲ့မတူတဲ့အရာလေးကိုကျွန်မခိုင်းနှိုင်းတဲ့အရာလေးကိုထုတ်ဖော်ပြီးတော့ဝင်ငှခြင်းတယ်အဲ့ဒါကတော့အိုးထိန်နဲ့အိုးမြေဖြစ်တယ်အဲ့တော့ဒီနေရာမှာတော့အိုးထိန်ကဖျားဖြစ်ပြီးတော့အိုးမြေကကျမတို့ဖြစ်တယ်ဆိုလိုတဲ့အရာကအိုးထိန်ဆိုမှတော့ဒီအိုးလေးရဲ့ပုံစံသူလိုချင်တဲ့အတိုင်းကိုသူကပြုပြင်တယ်တိဆောက်တယ်ပုံသွင်းတယ်ပြီးတော့မှသူထည့်လိုတဲ့အရာထည့်ဖို့ရန်အတွက်သူကဒီအရာကိုပြင်ဆင်တာဖြစ်တယ်ပေါ့နော်ကဲဒါကြောင့်မလို့ဒီနေ့ဒီနေရာမှာနှုတ်ကပတ်တော်ထဲမှာကြည်လိုက်တဲ့အခါမှာနှစ်ကောအခန်းကြီး၄အခန်းငယ်9မှာဒီလိုရေးထားတယ်ကျမတို့နဲ့ဆိုင်တဲ့ဖျားပြောတဲ့အရာလေးရှိပါတယ်သို့တော်လည်းတကိုးတော်ဤဂုံအတရေသည်ငါတို့နှင့်မဆိုင်ဖျားသခင်နှင့်ဆိုင်မိအကြောင်းထိုဘန္နာသည်မြေအိုးထဲမှာထည့်ထားလျက်ငါတို့၌ရှိ၏မြေအိုးထဲမှာတဲ့ဘန္နာထည့်ထားတယ်တဲ့ငါတို့၌ရှိတယ်တဲ့ဆိုလိုတဲ့အရာကမြေအိုးဟာကျမတို့ကိုကိုစားပြုနေခြင်းဖြစ်တယ်အဲ့မြေအိုးလို့ခေါ်တဲ့ကျမတို့ရဲ့အထဲထဲမှာဝတ်ထားတဲ့ဘန္တာရှိတယ်တဲ့။အိုးဒါအရင်စိတ်ဝင်စားစရာကောင်းတယ်။တခါတလေကျမတို့ကကိုတန်ဖိုးမရှိဘူးမပြည့်စုံဘူးဖျားသုံးလို့မရဘူးငါဟာအတိတ်နဲ့ဆိုင်တဲ့အရာမှာမကောင်းတဲ့သူငါဟာအရေးအချင်းမရှိတဲ့သူငါဟာမစုံလင်တဲ့သူလို့တွေးနေရင်တင်တမကျမ်းစာနဲ့ပြန်ပြီးတော့တန်းညှိဖို့ရန်အတွက်လိုအပ်ပါတယ်။တမန်ကျမ်းစာကဘာပြောလဲသခင်ယေရှုခရစ်တော်ရွေးချယ်ထားတဲ့သူတိုင်းရဲ့အသက်တာဟာတန်ဖိုးရှိတဲ့သူတွေဖြစ်တယ်။ဘာကြောင့်လဲအဲ့ဒီလူရဲ့အထဲထဲမှာသခင်ယေရှုခရစ်တော်ကိုယ်တိုင်ကျင်းဝတ်နေတယ်။တန်ရှင်သောဝိညာဉ်တော်ဘုရားကလည်းကျင်းဝတ်နေတယ်။ဟာလေလုယာ။ဝိညာဉ်တော်ရဲ့ပြည့်စုံခြင်းတွေအားလုံးကလည်းသူ့ရဲ့အထဲထဲမှာရှိနေတယ်။ထာဝရအသက်ကလည်းရှိနေသေးတယ်။ဒါကြောင့်မလို့သင်ဟာဘန္တာရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။တာမန်ပုဂ္ဂိုလ်တယောက်မဟုတ်ဘူး။ဒါကြောင့်ဒီနေ့ကျမတို့ရဲ့ဖြစ်ခြင်းကိုကျမတို့မေ့လျော့နေတဲ့၍ရန်သူခိုင်းကောင်းတဲ့သူတယောက်ဖြစ်နေမှာပဲရန်သူကြိုးကင်လို့ရတဲ့သူတယောက်ဖြစ်နေမှာပဲအာမင်ဒါကြောင့်မို့ဒီနေ့ကျမတို့ရဲ့တန်ဖိုးသိဖို့ရန်အတွက်နှုတ်ကပတ်တော်အားဖြင့်ဒီဘုရားသခင်ကကျမတို့ကိုစကားပြောနေတာဖြစ်တယ်ကဲအဲ့တော့ဒီနေရာမှာကျမစိတ်ဝင်စားတဲ့အရာလေးမြေအိုးဆိုတဲ့စကားလုံးကိုသုံးထားတယ်မြေအိုးလို့ရှင်ပေါလုကနော်ဒီနေ့ပြောပြထားတဲ့အခါမှာသူဒီနေရာမှာရွှေအိုးလို့လည်းမပြောဘူးစိန်အိုးလို့လည်းမပြောဘူးငွေအိုးလို့လည်းမပြောဘူးဆိုလိုတဲ့အရာကဘာလဲဆိုတော့ကြန့်ခိုင်မှုတိတ်မကောင်းဆိုတဲ့သဘောကိုပြောနေတာတနည်းအားဖြင့်ထိလွယ်ရှလွယ်ကွဲနိုင်တယ်တနည်းအားဖြင့်တန်ဖိုးအရန်ကြီးတဲ့အပြင်ကနေကြည့်လိုက်မယ်ဆိုတန်ဖိုးအရန်ကြီးတဲ့ပုံစံမပေါ်ဘူးဖိအားတွေတွန်းအားတွေများရင်မြေအိုးဆိုတာဘာဖြစ်လဲကွဲနိုင်တယ်ဒီလိုပဲကျမတို့ရဲ့အသက်တာယုံကြည်သူလို့ဘလောက်ပဲပြောကျမတို့ဟာမြေအိုးဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့မှာအားနည်းချက်တွေရှိတယ်အဲ့ဒါကိုလက်ခံတတ်ဖွင့်တဲ့အရေးကြီးတယ်ကိုအားနည်းတယ်ဆိုတဲ့အရာကိုကိုယ့်ရဲ့အားနည်းချက်တွေကိုလက်ခံနိုင်တဲ့သူမြင်တတ်တဲ့သူကနှိမ်ချတဲ့သူဖြစ်တယ်။သို့တော်လည်းတစ်ခါတည်းကျမတို့ကအနားမှာရှိတဲ့သူတွေရဲ့အားနည်းချက်အနားမှာရှိတဲ့သူတွေရဲ့မစုံလင်ခြင်းသူ့ရဲ့မဖြောင့်မတ်ခြင်းသူ့ရဲ့မလုံလောက်ခြင်းတွေကိုပဲကျမတို့ကအာယုံထားနေတဲ့အခါမှာဖြစ်ပျက်လာတဲ့အရာတွေကကျမတို့အထဲထဲမှာငါကောင်းတယ်ငါပြည့်စုံတယ်ငါတော်တယ်ငါပဲတည်တယ်ငါပဲတတ်တယ်ဆိုတဲ့နှလုံးသားမမှန်ကန်တဲ့မာနကြီးခြင်းတွေဖြစ်လာတတ်တယ်။ဒါကြောင့်ဒီနေ့ဖခင်ကဘာပြောထားလဲဆိုတော့အရန်ကျမသဘောကျတဲ့အရာတစ်ခုကနော်ဒီမှာသူပြောထားတဲ့အရာလေးကအဲ့ဒီနော်ဘန္တာဟာတဲ့ဖခင်သခင်ရဲ့ဘုံတကိုးတော်နဲ့ဆိုင်တဲ့ဘန္တာဖြစ်တယ်တဲ့။အဲ့ဒါအရန်ရေးကြီးရနော်။တခါတလေကိုယ့်ရဲ့အထဲထဲမှာဖခင်လာထည့်ထားပေးတဲ့စုကျေးဇူးတွေဖခင်လာထည့်ထားပေးတဲ့တကိုးတော်ဖခင်ထည့်ထားပေးတဲ့ဘိတ်သိက်ကိုကငါရဲ့လက်ငါရဲ့အစွမ်းတတိငါရဲ့အတတ်ပညာငါစူးစမ်းလို့ငါရတာဆိုတဲ့အတွေးခေါ်ဝင်လာရင်အဲ့ဒါကဖခင်ရဲ့ဘုံကိုကျမတို့ကထင်ရှားစေတာမဟုတ်ဘူးဖခင်နဲ့ဆိုင်တဲ့ဘုံလို့ကျမတို့ကသတ်မှတ်တာမဟုတ်ဘဲနဲ့ငါရဲ့ဘုံလို့ခံယူလိုက်တာဖြစ်တယ်ဒါကြောင့်ဒီနေ့ဖခင်ကဒါလေးကိုသိစေချင်တယ်ကျမတို့ရဲ့အသက်တာထဲမှာအိုးမြေလို့ပြောထားမှတော့ကျမတို့ဟာအမြဲတမ်းခိုင်ခန့်နေမဲ့သူတရားမဟုတ်ဘူးကျမတို့ရဲ့အသက်တာထဲမှာထိလဲရှလဲပိုးလွယ်ကွဲလွယ်ဆိုတဲ့အသက်တာကိုဘုရားကနားလေစေဖို့ရန်အတွက်တတိပေးနေတာလည်းဖြစ်ပါတယ်ဒါကြောင့်မလို့ဒီအားနည်းနေတဲ့ဒီအားနည်းနေတဲ့ကျမတို့ရဲ့အသက်တာကို
ဖရာသခင်ကအသုံးပြုပေးတယ်ဆိုတဲ့အရာကိုနားလည်ပြီးတော့မှဂျေဇုတော်ကိုအောင်မေးဖို့ရန်အတွက်ဖြစ်ပါတယ်ဟာလေလုယာအဲ့တော့ဒီနေ့ကျမတို့ရဲ့အသက်တာထဲမှာကိုယ့်ရဲ့အားနည်းချက်တွေကိုအခုစဉ်းစားလိုက်မယ်ဆိုရင်တကယ်စဉ်းစားတတ်တဲ့သူကကိုယ်အားနည်းချက်ဘာလဲဆိုတာပေါ်တယ်တကယ်မစဉ်းစားတဲ့သူကသူများအားနည်းချက်ဘာလဲဆိုတာကိုမြင်တယ်အခုကျမရဲ့အားနည်းချက်ကိုဖော်ပြပါလို့ပြောရင်အများကြီးပဲเนาะကျမရဲ့အားနည်းချက်တွေအများကြီးရှိတယ်ဒီလိုပဲသင်ရဲ့အသက်တာထဲမှာအားနည်းချက်တွေရှိလားရှိတာပေါ့ဒါဆိုဒီအားနည်းချက်တွေမြင်လာပြီးဆိုရင်တတိယမယ့်အရာကငါရဲ့အထဲထဲမှာဖျားဝတ်ထားပေးတဲ့ဘန္တာပေါ်ထွက်စေဖို့နဲ့ဖျားကအလုပ်လုပ်တော့မယ်ဒီမြေအိုးတစ်ခါတလေကွဲသွားဖို့ရန်အတွက်လည်းဖျားသခင်ကလှုပ်ချင်လုပ်မယ်ဘာဖြစ်လို့လဲဘန္တာပေါ်ထွက်လာဖို့ဒီမြေအိုးအပ်သွားဖို့ရအတွက်လည်းဖျားလှုပ်ရင်လှုပ်နိုင်တယ်။ဘာကြောင့်လဲအထဲထဲမှာဘန္တာပေါ်ထွက်လာဖို့။အာမင်။ဒါကြောင့်မို့ဒီနေ့ကျမတို့ကိုဒီနေ့ဖျားကဘာပြောလဲဆိုနှစ်ကောအခန်းကြီး12အခန်းငယ်9မှာငါတကိုးသည်အားနည်းခြင်းအဖြစ်၌စုံလင်တတ်သည်လို့ပြောထားတယ်။ဟာလေလုယာဟာလေလုယာ။ဒါကြောင့်မို့သင်ရဲ့အသက်တာထဲမှာအားနည်းပါတယ်ဆိုတဲ့အခြေအနေထဲမှာဖျားသခင်ရဲ့ဘုံအသေးထင်ရှားစေဖို့ရတဲ့ဖျားရဲ့စုံလင်ခြင်းဖျားရဲ့အားကြီးခြင်းထင်ရှားစေဖို့ရတဲ့ဖျားသခင်ကပြင်ဆင်နေတာဖြစ်ပါတယ်အာမင်ဒါကြောင့်ကျမ်းစာတစ်အုပ်လုံးကိုကြည်လိုက်တဲ့အခါမှာမြေအိုးတွေအများကြီးကိုတွေ့ရတယ်နော်မြေအိုးတွေဆိုတာလူကိုပဲပြောနေရနော်အဲ့တော့မြေအိုးတွေထဲမှာမောရှေဆိုတဲ့မြေအိုးသူကဘာပြောလဲသူ့ရဲ့အားနည်းခြင်းကကျွန်ုပ်ဒီစကားမပြောတတ်ပါဟုတ်လားသူစကားအရာမှာအားနည်းသောသူဖြစ်တယ်ဒါပေမဲ့ဖျားသခင်ကမတက်တဲ့ပုံကိုဘယင်အရှိကိုပို့ပြီးတော့မှအမိန့်ပေးခိုင်းတယ်ဘယင်ကိုပြန်ပြီးတော့အမိန့်ပေးတဲ့သူဘယင်ကိုပြန်ပြီးတော့ဆုံးမတဲ့သူဘယင်ကိုပြန်ပြီးတော့မှစိန်ခေါ်တဲ့သူတယောက်အနေနဲ့ဘုရားကသုံးခဲ့တယ်အဲ့ဒါတော့တတိယပါတင်းရဲ့အထဲထဲမှာရှိတဲ့အားနည်းခြင်းကဘာအတွက်လဲဆိုတော့ဘုရားတတ်နိုင်ခြင်းကိုထင်ရှားဖို့အတွက်ဖြစ်တယ်ကိုယ့်ရဲ့အားသာချက်တွေပဲကိုစဉ်းစားရင်ကိုချီးမွမ်းတတ်လာတယ်ကိုကောင်းနေဆိုတဲ့အရာကိုပြသတတ်လာတယ်သို့တော်လေကိုယ့်ရဲ့အထဲထဲမှာရှိအားနည်းချက်ကိုပြန်လဲစဉ်းစားဆင်ခြင်လိုက်တဲ့အခါမှာဖယားငါ့ကိုလှုပ်သွားတာဖယားငါ့ကိုအသုံးပြုသွားတာဒါကဖယားရဲ့လက်ရတော်တတ်ဆိုတဲ့အရာကိုမြင်တွေ့သွားစေတယ်အာမင်ဒါကြောင့်လူတယောက်နှိတ်ချတတ်စေဖို့ရန်အတွက်လူတယောက်မာနမကြီးဘဲနဲ့ဖယားရဲ့အရှိမတကယ်ကိုစိတ်နှလုံးကောင်းစားခြင်းနဲ့သွားနိုင်ဖို့ရန်အတွက်အရေးကြီးတဲ့အရာတခုကဘာလဲသိလားမိမိမှာအားနည်းခြင်းရှိတယ်ဆိုတဲ့အရာကိုအရှိတိုင်းလက်ခံဖို့ဖြစ်တယ်ဝန်ခံဖို့ဖြစ်တယ်အဲ့အားနည်းချက်ကိုဖုံးနေတဲ့၍သင်ရဲ့အတ္တတာထဲမှာဖယားထုတ်ဖော်ခြင်းနဲ့ဘန္တာဖယားရဲ့ဘုံကိုမထင်ရှားစီတော့ကဲနောက်ထပ်မြေအိုးတိုးကတော့ဂီတောင်ဖြစ်တယ်ဂီတောင်ကဘာလဲဆိုတော့เนาะသူ့ရဲ့တက်တေခံချက်ပေါ့သူ့ရဲ့ကျမ်းစာထဲမှာပြောထားတဲ့အရာကျွန်ုပ်ဟာတဲ့အနှိမ့်ဆုံးအမျိုးအနွယ်ဖြစ်တယ်အဲ့အမျိုးအနွယ်ထဲမှာတော့မှအနှိမ့်ဆုံးပုံကိုဖြစ်ပါတယ်တဲ့အဲ့တော့အနှိမ့်ဆုံးတနည်းအားဖြင့်မရေရာတဲ့သူမတေချာတဲ့သူအရေးအချင်းမရှိတဲ့သူတရေပေါ်ကြောင်ဖြစ်နေတဲ့သူတယောက်ဘာကြောင့်လဲဆိုတော့သူ့ရဲ့အခြေအနေကိုပြန်ကြည့်လိုက်မယ်ဆိုရင်စပားကို तू ကဖွတ်တာတောင်မှလူမမြင်တဲ့အရက်မှာပုံရှိုးကွယ်ရှိုးနဲ့ဖွတ်နေတာအရန်ကိုကြောက်တတ်တဲ့ပုံကိုတယောက်ဖြစ်တယ်ဒါပေမဲ့အဲ့ဒီလိုမျိုးအနှိမ့်ဆုံးပါလို့ထင်ခဲ့တဲ့ပုံကိုတယောက်ကိုဘုရားကတိုင်းပြည်ကိုကယ်တင်ဖို့ရန်အတွက်ရန်သူရဲ့လက်ထဲကနေကယ်နှုတ်ဖို့ရန်အတွက်ဘုရားကဂီတောင်ကိုသုံးခဲ့တယ်မဟုတ်ဘူးလားကဲနောက်ထပ်တစ်ယောက်ကပေတရုဖြစ်တယ်ပေတရုရဲ့အတ္တတာထဲမှာလည်းကြည့်လိုက်ပါဒီမြေအိုးကပုံစံမလာဘူးကိုဖန်ဆင်းတဲ့ဖယားကိုရွေးနှုတ်တဲ့ဖယားကိုတောင်မှ၃ကြိမ်တိုင်ညင်းခဲ့တဲ့ပုံကိုဖြစ်တယ်နော်အဲ့တော့ပြန်စဉ်းစားကြည့်လိုက်မယ်ဆိုရင်ယေရှုဖန်ခံရတဲ့ညမှာနော်ဒီနေ့သူ့ကိုစစ်မေးတဲ့အခါမှာယေရှုကိုစစ်မေးတဲ့အခါယေရှုကဘာပြောလဲဟာငါတရားစကားကိုကြားခဲ့တဲ့သူတွေကိုပြန်မေးလိုက်ပါလို့ပြောတာဒါယေရှုညင်းကန်ဒီအချိန်မှာနော်အဲ့တော့ပြန်မေးလိုက်ပါလို့ပြောတဲ့အခါမှာအနားမှာဖြေနိုင်တဲ့သူရှိလို့ယေရှုကဒီစကားကိုပြောတာလေအနားမှာဘယ်သူရှိလဲပေတရုရှိတယ်တိတ်ချစ်ပါတယ်ဆိုတဲ့ပေတရုရှိတယ်မဟုတ်ဘူးလားဒါပေမဲ့အဲ့ဒီအချိန်မှာပဲပေတရုရှိနေကြောင်းကိုဒီနေ့ယေရှုကိုဖမ်းတဲ့နေရာမှာရှိတဲ့သူတွေကမြင်တဲ့အခါမှာဒါပေတရုပဲလို့ပြောတဲ့အခါမှာပေတရုဘာလုပ်လဲညင်းတဲ့အခါမှာယေရှုဘာလုပ်လဲပေတရုကိုကြည့်လိုက်တယ်မင်းပြောရမယ့်အရာမင်းတသက်ခံရမယ့်အရာမင်းရဲ့နှုတ်ရှာပါးစပ်ကနေပြီးတော့ငါဘာပြောကြလေတလဲဆိုတဲ့အရာကိုဝန်ခံရမယ့်အရာကိုမင်းဘာလို့ညင်းတာလဲဆိုတဲ့အကြည့်လေးပဲဖြစ်ရအဲ့ဒီလောက်ထိနော်သူ့ရဲ့အတ္တတာထဲမှာဖျားနဲ့ဆိုင်တဲ့အရာကိုတက်တေခံဖို့ရန်အတွက်ကြောက်ရွံ့နေခဲ့တဲ့တရေဘောကြောင့်ကိုဖျားကဘလောက်ထိအသုံးပြုခဲ့လဲသခင်ခရစ်တော်ရဲ့ဧဝံဂေလိတရားအတွက်ဆိုလို့ရှိရင်အသေးခံတဲ့အစဉ်ဒီဖြစ်လာတယ်မဟုတ်ဘူးလားအာမင်ဒါကြောင့်မလို့ဒီနေ့မစုံလင်ပါဘူးဆိုတဲ့အိုးတွေအထဲထဲမှာဖျားဘန္နာထည့်ထားတယ်ဆိုအဲ့ဒါပဲအာမင်ဒါကြောင့်သင်ရဲ့အထဲထဲမှာဖျားသခင်ကသူတစ်ပါးနဲ့မတူတဲ့ဝတ်ထားတဲ့ဘန္နာကိုထည့်ထားပြီးတယ်ကိုကြည့်လိုက်ပြီးတော့မှအမြဲတမ်းစိတ်တက်ကြအားငယ်ပြီးတော့မှ
ရန်သူလာပေးတဲ့အတွေးခေါ်တွေအတိုင်းပြန်လဲပြီးတော့နှုတ်ရှာပါဇက်ကဝန်ခံမှုမဟုတ်ဘူးငါဟာပြိုလဲမဲ့သူပါငါဟာနော်ဘာလို့မအောင်မြင်တဲ့သူပါငါကိုတော့ဘုရားသုံးလို့ရမှာမဟုတ်ပါဘူးငါတင်းအောင်စရာလည်းငါ့ကိုကြည့်တဲ့အခါမှာအထင်ကြီးစရာတကွက်မှမရှိဘူးလို့ပြောတယ်ဟုတ်လားငါအမေဖေကလည်းငါ့ကိုကောင်းတဲ့အရာတစ်ခုမှမပြောလာဘူးငါကိုဥဆောင်နေတဲ့ခေါင်းဆောင်တွေကအစငါရဲ့အလုပ်ရှင်တွေကအစငါကိုစူအော်နော်တခါတည်းဒီတိုင်းပဲအပြစ်တင်တဲ့အရာတွေလုပ်တယ်အဲ့တော့ဒါလေးကိုသတိရစေချင်တယ်တချို့သောနာကျင်မှုတွေကတင်းရဲ့အသက်တာကြီးထွားစေဖို့ရန်အတွက်တာ၍လုံခြုံစေဖို့ရန်အတွက်တာ၍ကောင်းစားစေဖို့ရန်အတွက်ဘုရားသခင်ကနာကျင်ခိုင်းတာဖြစ်တယ်အာမင်အကယ်၍အဲ့ဒီစကားတွေဒါမကြားရဘူးဆိုရင်တော့တင်းရဲ့အသက်တာမရင်ကျက်နိုင်ဘူးဆိုတာသိချတယ်ဘာကြောင့်လဲလူတွေပြောလာတဲ့စကားကိုတော့မှခံနိုင်ခြင်းမရှိဘူးကျမတို့ဘယ်လိုလုပ်ရှေ့ကိုဆက်မှာလဲအဲ့တော့ကျမအဖြစ်ကလေးတစ်ခုပေါ့နော်ကျမတွေ့ဖြစ်တယ်ပေါ့နော်ဒီဟာလေးကျမတော်တော်လေးသဘောကျတယ်အဲ့ဒါကဒီနေ့လူတယောက်ရှိရပေါ့နော်သူ့သားဂျော်ဒန်လို့ခေါ်တယ်နော်အဲ့ဒီဂျော်ဒန်ကသူမွေးကလေးကသူ့မှာပါလာတဲ့ယောဂတစ်ခုရှိတယ်အဲ့ယောဂဘာလဲဆိုတော့လုံးဝမနာကျင်တဲ့ခန္ဓာကိုယ်နော်လုံးဝမနာကျင်တဲ့ယောဂတဲ့ဒါတအားရှားတယ်ဒါတကဘာပေါ်မှာတကယ်ရှိတာနော်ဆိုတော့ဒီလိုကလေးမျိုးကအသက်2နှစ်3နှစ်လောက်ထိပဲသူကအသက်ရှင်တယ်ဘာကြောင့်လဲဆိုတော့နာကျင်မှုဒဏ်ရာကိုသူကမသိတဲ့အတွက်ကြောင့်မလို့သူ့ခန္ဓာကိုယ်ကိုသူဘယ်လိုမျိုးကာကွယ်ရမလဲဆိုတာသူကမသိအဲ့တော့ဒီကလေးကနော်တကယ်ဘုရားကျေးဇူးတော်ကြောင့်အသက်25နှစ်အထိသူအခုအချိန်ထိအသက်ရှင်နေတယ်ပေါ့နော်သို့တော့သူကနာကျင်တဲ့အရာကိုအရတာကိုမခံစားရတဲ့အတွက်ကြောင့်အမြင့်ကြီးဘွားခုံချတာတို့တကယ်ကိုမလှုပ်တဲ့အလုပ်တွေသူလှုပ်တာပေါ့နော်ဒါကြောင့်အသက်က25နှစ်ရှိပေမဲ့အကျိန်80နော်ခွဲခန်းထဲဝင်ပြီးခဲ့ပြီအယိုးခဏကျိုးတယ်အသားတွေကွဲအများကြီးပဲပြန်ချုပ်ရတဲ့အရာတွေကအစာရှိတယ်အဲ့တော့အဲ့သူ့ရဲ့ဖခင်ကဘာပြောလဲဆိုတော့အော်တဲ့ကျွန်တော်နားလေသွားတယ်တဲ့လူတွေအသက်တာထဲမှာနာကျင်မှုဆိုတာရှိတဲ့နဲ့နာကျင်မှုဆိုတာမရှိဘူးဆိုလို့ရှင်ကိုယ့်ရဲ့အသက်တာနော်ဒီနေ့မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာဘယ်လိုရှောက်လန်းရမလဲဆိုတာကိုသဘောမပေါက်ကြဘူးဒါကြောင့်ဒီနေ့ကျမတို့ရဲ့အသက်တာထဲမှာအားနည်းခြင်းတွေနာကျင်မှုတွေကြိုးပဲ့ကြေမွခြင်းတွေရောက်လာပြီဆိုတတိယပါကောင်းသောအရာဖြစ်တယ်ကောင်းသောအရာဖြစ်တယ်အာမင်ဒါကြောင့်နာကျင်မှုတစ်စက်မှမခံစားရတဲ့ပုံကိုယ်တွေဆိုရင်တော့ဒါတော့ကျိန်းတည်နေတယ်တခုခုတော့လွဲနေပြီเนาะအဲ့တော့ဒီနေ့ဘုရားသခင်ကကျမတို့ရဲ့အသက်တာထဲမှာနာကျင်မှုတချို့ကိုထည့်ပေးတယ်เนาะဘေးနာကသူတွေကနေတဆင့်ကျမတို့ကိုနာကျင်စေတယ်ကျမတို့အထင်ကြီးရပါတယ်ဆိုတဲ့ပုံကိုယ်တွေကနေတဆင့်ကျမတို့ကိုနာကျင်စေတယ်ကျမတို့မျောလင်းချက်ကြီးထားတဲ့သူတွေစီကနေပြီးတော့ကျမတို့မျောလင်းတဲ့စကားတွေမရလာဘဲနဲ့နာကျင်တဲ့စကားတွေကိုရလာတဲ့အရာတွေရှိလိမ့်မယ်ဒါပေမဲ့ဒါကိုသတိရစေချင်တယ်ကျမတို့အသက်တာထဲမှာနာကျင်နေတဲ့၍အဲ့ဒီအရာဟာကောင်းတဲ့အရာတစ်ခုဖြစ်တယ်ဆိုတဲ့အရာကိုသတိရစေချင်တယ်ဟာလေလုယာကဲအဲ့တော့နောက်ထပ်တမန်ကျမ်းစာထဲမှာကြည်လိုက်တဲ့အခါမှာရှင်ပေါလုလည်းဒီအတိုင်းပဲလုံးဝကိုပုတ်အပ်နေတဲ့မသုံးစရာမကောင်းတဲ့အိုးမြေလူတောင်ပြောလို့ရတယ်ဘာကြောင့်လဲခရိယန်တွေကိုနှိပ်စက်ပြီးတော့မှထောင်ထဲကိုထည့်ပြီးတော့မှတကယ့်ကိုခရစ်တော်နောက်လိုက်တဲ့သူတွေကိုဒုက္ခရောက်စေတဲ့ပုံကိုတယောက်ဖြစ်တယ်ဒါပေမဲ့အဲ့ဒီလိုမျိုးပုံကိုဘုရားကံပြောင်းပြန်လှန်လိုက်တယ်နော်ဘလို့ပြောင်းပြန်လှန်လဲဧဝံဂေလိတရားအတွက်ဆိုလို့ရှိရင်ဘယ်မြို့ပဲသွားရဘလို့လူနဲ့ပဲတွေ့ရအရိုက်ခံရသည်ဖြစ်ပါစေနော်အဆိုးဆုံးအခြေအနေရောက်တဲ့အခါမှာလေသူဟာဒီနေ့ဧဝံဂေလိတရားအတွက်ဆက်ပြီးတော့အသက်ရှင်တယ်အဲ့တော့နောက်ဆုံးမှာ तू ကျမအရင်သဘောကျတဲ့အရာတခုက तू အဖမ်းခံရမယ် तू အသက်ခံရမယ်ဆိုတာတိရဲ့နဲ့ဟာယေရုရှလင်မြို့ကို तू သွားတာပဲဘာကြောင့်လဲအဲ့ဒီထဲမှာရှိတဲ့ဘယင်တွေကိုတရားဟောဖို့ရဟန်အတွက်အဲ့ဒီထဲကိုဝင်မှမင်းတက်တွေထွက်ဆိုစမ်းလို့ပြောလိုက်တဲ့အခါမှာ तू နှုတ်ရှာပါဇက်ကထွက်လာတဲ့တရားဟောချက်တွေကိုကြားပြီးတော့မှပြောင်းလဲစေဖို့အတွက်ဘုရားသခင်ကပြင်ဆင်ခဲ့တာဖြစ်တယ် तू ကိုယ်တိုင်လည်းအဲ့ဒီနောက်ကို तू ကနော်တကယ့်ကိုရဲရင်ချင်းအပြင်းနဲ့လိုက်ခဲ့တာဖြစ်တယ်ကဲဒါကြောင့်မလို့လူတွေကမပြေဆုံးဘူးဒီလူကတော့အသုံးမရတဲ့သူဒီလူကတော့နော်တကယ့်ကိုညှင်းပယ်စရာကောင်းတဲ့သူလူချင်ဘက်မပြေဝတဲ့သူတရားလို့ထင်နေပြီဆိုကျင်းသေးတယ်သူ့အထဲထဲမှာဘုရားသခင်ကြီးမားအကြံစီရှိကိုရှိရမယ်ဒါကြောင့်လူဆိုးလို့ထင်တဲ့ပုံကိုယ်တွေလူတွေအမြင်ကပ်စရာကောင်းတဲ့သူတွေအထဲထဲမှာဘုရားသခင်ထည့်ထားတဲ့ဘန္နာရှိတယ်အဲ့ဒါကိုကြည်တက်ဖွင့်ရတဲ့ဖြစ်တယ်သို့တော့ကျွန်တော်တို့ကအဲ့ဘန္နာကိုမမြင်ဘူးဆိုရင်ဟာအဲ့ဒီလူနဲ့ဖက်ပြိုင်ပြီးတော့ရန်ဖြစ်တဲ့အရာအဲ့ဒီလူကိုပြန်လဲပြီးတော့မှရန်တုံပြန်တဲ့အရာတွေဖြစ်သွားနိုင်ကြအကြောင်းရှိတယ်ဒါကြောင့်မို့လို့တတိယစေချင်တယ်အားနေတဲ့သူမစုံလင်တဲ့သူလူချင်ဘက်လို့ထင်ရတဲ့ပုံကိုယ်တွေအားလုံးကိုမြင်တဲ့အခါမှာဖယားမြင်တယ်လို့မြင်နိုင်ဖို့ရန်အတွက်ဖယားသခင်တင့်ကိုအလိုတော်ရှိပါတယ်အာမင်ကဲအဲ့တော့ဒီနေရာမှာအခုနလိုမျိုးเนาะတကယ်အသုံးမကျတဲ့ထင်ရတဲ့အကွဲနေတဲ့အိုးပေါ့နော်ဒီလိုအိုးကိုမြင်လာပြီဆိုရင်
ကျွန်မဒီဥပမာလေးတစ်ခုကိုကျွန်မသတိရစေချင်တယ်တချို့သောသူတွေစာဖတ်တဲ့သူတွေဆိုရင်ဒီပုံဥပမာလေးကိုသိကြလိမ့်မယ်ကျွန်တော်တို့ကလေးတွေကိုပုံဥပမာပေးတဲ့အခါမှာလဲနော်ကိုယ့်ရဲ့အားနည်းခြင်းကိုတတိမရကိုယ့်ရဲ့အားနည်းခြင်းကို focus မလုပ်ပါနဲ့နော်ကိုယ့်ရဲ့အားနည်းခြင်းကိုလစ်လူရှုရတော့မဟုတ် focus မလုပ်နဲ့ပေါ့ဖခင်သခင်အားကြီးခြင်းကို focus လုပ်ပါဆိုတဲ့အရာကိုပြောပြတဲ့အခါမှာဒီပုံဥပမာလေးကိုပြောလေးရှိတယ်။ဒါကဘာလဲဆိုတော့ဒီနေ့လေသမားတယောက်ရှိရပေါ့နော်။သူရဲ့အပင်တွေကိုသူစိုက်တဲ့အခါမှာအမြဲတမ်းသူ့မှာအသုံးပြုလေးရှိတဲ့အိုးလေးနှလုံးရှိတယ်။အဲ့တော့သူကအဲ့ဟာကိုတွားပြီးတော့ရေဖြန်းပြီးဆိုလို့ရှိရင်အဲ့အိုးလေးကိုမပြီးတော့ရေခတ်ပြီးတော့မှသူတွားပြီးတော့ဖြန်းလေးရှိရပေါ့နော်။သူအိမ်မှာနော်ပြီးရင်ရေတွေကိုဖြည့်မယ်ဆိုလဲအဲ့အိုးလေးတွေကိုပဲသူယူပြီးတော့မှရေဖြည့်လေးရှိတယ်။အဲ့တော့တရက်ကြတော့အဲ့ဒီသူကနေပြီးတော့အဲ့ဒီကန်နာလေးမှာသူရေခတ်ပြီးတော့မှသူပြန်လာတဲ့အချိန်မှာတစ်ဖက်ကအိုးကကောင်းတယ်တိုးတော့နောက်တစ်ဖက်ကအိုးကကြတော့အိုးလေးကအပ်နေတယ်နည်းနည်းလေးကွဲနေတယ်ဒါပေမဲ့လည်းအဲ့ဒီပိုင်ရှင်ကအဲ့အပ်နေတဲ့အိုးကိုမလွတ်ပစ်ပဲနဲ့အမြဲတမ်းရေခတ်တဲ့အခါမှာသူကအဲ့ဒါကိုသုံးတဲ့အခါမှာဒါနဲ့အိုးလေးရပေါ့နော်ဟာတစ်ဖက်ကအိုးကတော့နော်ရှင်ကြည့်တာပေါ့နော်အဲ့မှာကွဲနေတဲ့အိုးလေးတစ်ဖက်ကအိုးကတော့ပိုင်ရှင်အတွက်နော်လယ်သမားအတွက်ရေအပြည့်ပေးနိုင်ပေမဲ့ငါကတော့အားနေတယ်ငါမှကွဲနေတဲ့အတွက်ကြောင့်မလို့ရေအပြည့်မပေးနိုင်ဘူးဆိုပြီးတော့သူ့ကိုယ်သူအားမလို့အားမရဖြစ်တယ်ပေါ့နော်ဒါနဲ့အဲ့ဒီပိုင်ရှင်ကအဲ့ဒီအကြောင်းလေးကိုကြားလိုက်တဲ့အချိန်မှာတဲ့အိုးလေးကိုစကားပြောတယ်တကယ်အပြင်မှာတော့အဲ့လိုမျိုးပြောမှာတော့မဟုတ်ဘူးလေနော်ဒါပေမဲ့အဲ့အဖြစ်ပြက်လေးထဲမှာပြောတယ်တဲ့ကဲမင်းကြည့်ပါအောင်တဲ့မင်းကွဲပါတယ်ဆိုတဲ့မင်းရဲ့အိုးထဲကနေပြီးတော့ဘာတွေဖြစ်ပေါ်လာလဲသိလားတဲ့ငါလျှောက်တဲ့လမ်းတစ်လမ်းလုံးမှာတဲ့မင်းကွဲနေတဲ့အိုးထဲကကျလာတဲ့ရေတွေကြောင့်အနားမှာရှိတဲ့6တွေ့နေတဲ့အပင်တွေပြန်လဲပြီးတော့ရှင်သန်လာကြတယ်အသီးမသီးနိုင်တဲ့အပင်တွေမပွင့်လန်းနိုင်တဲ့အပင်တွေပန်းလေးတွေပွင့်သွားကြတယ်တဲ့လမ်းမှာရှိနေတဲ့ရေမရတဲ့အပင်တွေအားလုံးဟာပြန်လည်ပြီးတော့ရှင်သန်ကြတယ်တဲ့အဲ့တော့ပြောချင်တဲ့အရာတကူကကွဲနေတဲ့အိုးဖြစ်အောင်ဖခင်သုံးလို့ရတယ်ဒါကြောင့်သင်ရဲ့အတ္တထဲမှာလုံးဝကိုသုံးစားလို့မရတော့ဘူးလို့လူအမြင်နဲ့ထင်နေတဲ့လူတယောက်ဖြစ်နေပါစေဖခင်အထဲထဲမှာထည့်ပေးလိုက်တဲ့ရေကြောင့်ဗန္နာကြောင့်သင်အားဖြင့်အနားမှာရှိတဲ့သူတွေအားလုံးဟာလေလုယာပြန်လည်ပြီးတော့အသက်ရှင်စရာအကြောင်းဖြစ်လိမ့်မယ်ပြန်လည်ပြီးတော့လမ်းဆန်းစရာအကြောင်းဖြစ်လိမ့်မယ်ဒါကြောင့်နေ့ဒီညမှာဒါလေးကိုလှုပ်စေခြင်းတယ်ကိုအထင်သေးတဲ့အကြည့်တွေနဲ့ကြည့်တဲ့အရာကိုဒီနေ့ရက်တန်းကရက်ပါအာမင်ဒါကြောင့်ကျွန်မအနောက်ကနေလိုက်ပြောစေခြင်းတယ်ငါသည်ခွန်အားကြီးသောသူဖြစ်သည်ရဲရင်သောသူဖြစ်သည်တန်ဖိုးကြီးသောသူဖြစ်သည်ခရစ်တော်ရဲ့အသက်နှင့်ထပ်တူညီသောသူဖြစ်သည်ကောင်းကင်ဗန္နာနှင့်ပြည့်ဝသောသူဖြစ်သည်ပြောပါအောင်တကိုးကြီးသောသူဖြစ်သည်ဗိတ်သိက်ခံရသောသူဖြစ်သည်ပြောပါအောင်စုံလင်သောသူဖြစ်သည်အာမင်ဒါပေမဲ့ကိုယ့်ရဲ့လူဇာတိနဲ့ဆိုင်တဲ့အရာကိုပြောခြင်းအတွင်းထဲမှာဖျားထည့်ထားပေးတယ်အရာကိုပြောခြင်းဖြစ်တယ်ဒါကြောင့်ကိုယ့်ရဲ့တက်တာထဲမှာကြိုးပဲကြည်မွားခဲ့တဲ့မကောင်းတဲ့အတိတ်ရှိခဲ့လားအဲ့ဒီအတိတ်ကလည်းတခြားသူတယောက်အတွက်ဘာသွားဖြစ်နိုင်စေလဲဆိုတော့ healing testimony ဖြစ်စေနိုင်တယ်ဆိုလိုတဲ့အရာကနော်တနည်းအားဖြင့်သင်ရဲ့မကောင်းဘူးလို့ထင်ရတဲ့အားနည်းခြင်းကနေဖခင်ပြောင်းပြန်လှန်ပေးတယ်လို့သင်ဟာဒီဘဝကိုရောက်လာတယ်ဆိုတဲ့တက်တေခံချက်ဟာတစုံတစ်ယောက်ရဲ့အသက်တာထဲမှာပြန်လဲခွန်အားဖြစ်စေတယ်ဆိုလိုတဲ့အရာကကိုယ့်ရဲ့မလှမပတဲ့အတိတ်နဲ့ဆိုင်တဲ့တက်တေခံချက်တွေကတစုံတစ်ယောက်အတွက်ခွန်အားဖြစ်သွားတယ်ဆိုတဲ့အရာကိုပြောနေတာဒါကြောင့်မလို့ကိုအားဖြင့်ဘုရားသခင်ကအလုံးလုံးနိုင်တယ်ဆိုတဲ့အရာကိုယုံကြည်စိတ်ချစေခြင်းနဲ့အာမင်ဒါကြောင့်ပထမတစ်ချက်ကဘာလဲဆိုတော့လူမမြင်သောအရာကိုဘုရားသခင်မြင်ပါတယ်ဟာလေလုယာသင်ရဲ့အသက်တာထဲမှာသင်မမြင်နိုင်တဲ့အရာဖြစ်လိမ့်မယ်ဒါမှမဟုတ်နော်ကိုလူတွေမမြင်တဲ့အရာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့လူတွေမမြင်တိုင်းတင့်တန်ဖိုးကမရှိတာမှမဟုတ်တာအာမင်လူတွေမမြင်တိုင်းတင့်တန်ဖိုးကကွယ်ပြောင်းနေတာမှမဟုတ်တာဒါကြောင့်လူတွေမမြင်တဲ့အရာကိုဘုရားသခင်မြင်တယ်ဆိုတဲ့အရာကိုတတိယစေခြင်းနဲ့ကိုတောင်ဘလောက်အထိနော်ဒီနေ့တန်ဖိုးကြီးတယ်လေဆိုတဲ့အရာကိုမမြင်တဲ့အချိန်မှာဘုရားသခင်တင့်ကိုမြင်တယ်ဆိုတဲ့အရာကိုတတိယပေးပါအဲ့တော့ဓမ္မရာဆိုရင်ပထမစာဆောင်အခန်းကြီး16အခန်းငယ်9ထဲမှာဒီလိုပြောထားတယ်မြန်မာဆံမီကျမ်းစာနဲ့ကျွန်မဒီမှာထိုးပြမယ်ထာဝရဘုရားသည်လူမြင်တကဲ့သို့မြင်တော်မမူလူသည်အပြစ်မန်းတံကိုကြည်တတ်၏ထာဝရဘုရားမူကားစိတ်နှလုံးကိုကြည်တော်မူ၏ဟာလေလုယာအဲ့တော့ဒီနေ့ဘုရားသခင်ကလူတွေကြည့်တယ်လို့သူကတော့ကောင်းကောင်းဝတ်စားထားတယ်သူကတော့ဟိတ်ဟန်ရှိတယ်သူကတော့ဒီဂရီလေးနဲ့ပေါ့
မီးလေးရှည်တယ်မီးဆိုတည်ရနော်ဒါဒီလေးနဲ့နော်ဘလောက်နော်ဘလို့မျိုး study လုပ်ခဲ့တာဘလောက်ထိအောင်မြင်ခြင်းတွေရခဲ့တာဆိုတဲ့အရာတွေကိုလူတွေကစိတ်ဝင်စားကြတယ်အဲ့အပေါ်မှာလူတွေကတန်ဖိုးဖြတ်ကြတယ်သူကတော့တခြင်းဆိုတာကောင်းလိုက်တာသူကတော့တီးတာကောင်းလိုက်တာနော်မှန်ပါတယ်သူ့ရဲ့အထဲထဲမှာoriginal ပေါ့မွေးလာကလေးကပါလာတဲ့အရေးချင်းတချို့နဲ့သူ့ရဲ့စူးစမ်းအထောက်မှုတွေပေါင်းလိုက်ပြီးတော့မှကောင်းလာတဲ့သူတချို့ရှိကောင်းရှိနိုင်ပါတယ်ရှိလဲရှိပါတယ်နော်စူးစမ်းအထောက်တဲ့သူတွေပေါ့ဒါပေမဲ့အဲ့လိုလူတွေကိုပဲဖျားသုံးကျင်တာဒါလည်းမဟုတ်ပြန်ဘူးဒါကြောင့်ဒါလေးကိုသတိရဖျားသခင်ကလူမြင်တယ်လို့မမြင်ဘူးနော်ဒါကြောင့်မလို့ဖျားရဲ့မျက်လုံးလေးကျမတို့လိုတယ်ဖျားရဲ့မျက်လုံးလေးကျမတို့လိုတယ်သင်ကြည့်မရတဲ့သူသင်အထင်သေးတဲ့သူတသက်လုံးသုံးစားလို့ရမယ့်သူမဟုတ်ဘူးလို့ခေါင်းထဲမှာဆုံးဖြတ်ချက်တင်ချထားတဲ့သူကိုလည်းဖျားသခင်ရွေးချယ်ပြီးတော့သင်ရဲ့အထက်မှာချီးမြှောက်နိုင်တယ်အဲ့ဒါကိုတတိယစေချင်တယ်ဒါကျွန်မအမြဲတမ်းပြောလို့ရှိပါတယ်မြန်မာနိုင်ငံနဲ့ဆိုင်တဲ့နှိုးထားမှုကိုလူသိထင်ရှားဖြစ်နေတဲ့ပုံကိုယ်တွေကနေဖျားလုံမှာမဟုတ်ဘယ်သူမှမမြင်တဲ့သူဘယ်သူမှအထင်မကြီးတဲ့သူအထဲကနေဖျားသခင်ကအလုံးလုံးမယ်ဆိုတဲ့အရာကိုဒီနေ့ကျွန်မယုံကြည်တယ်ဒါကြောင့်ဒီနေ့လူတွေမမြင်ဘူးဆိုတဲ့အရာကဒီလိုလဲဖြစ်နိုင်တယ်တန်ဖိုးကြီးလို့ဖျားခဏဝတ်ထားရတာအာမင်ကဲအဲ့တော့ဒီနေ့ခုနပြောတယ်နော်ကျမ်းချက်ကဘယ်သူနဲ့ဆိုင်တဲ့ကျမ်းချက်လဲဆိုတော့ဒါကprophet ရှမွေလကိုဘုရားသခင်ပြောတဲ့စကားဖြစ်တယ်ရှမွေလဟာ prophet ဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီခေတ်ကမြင်တော်သူလို့ခေါ်တယ်လိုက်ပြောပါဦးမြင်တော်သူအဲ့တော့သို့တော်လဲမြင်တော်သူကိုဘုရားကရှောလူရဲ့နေရာမှာဘယင်တစ်ပါးကိုချီးမြှောက်ဖို့အတွက်ဗိတ်သိက်ပေးဖို့ရန်အတွက်ရေရှဲအိမ်ကိုသွားခိုင်းတယ်ရေရှဲရဲ့သားတွေထဲမှာငါရွေးထားတဲ့သူရှိတယ်မင်းသွားကြည့်ဆိုပြီးပြောတယ်အဲ့တော့မြင်တော်သူဖြစ်တဲ့ prophet ရှမွေလကရေရှဲအိမ်လဲရောက်ကို तू ကဖျားရဲ့လူပါသို့တော်လဲ तू အမြင်မှားတယ်ဖျားလူလို့ဘလောက်ခေါ်ဖျားမျက်လုံးနဲ့မကြည့်ရင်မြင်တတ်အောင်မှာမဟုတ်အဲ့လူရဲ့အထဲထဲမှာရှေ့တန်မိုးကိုမြင်တတ်အောင်မှာမဟုတ်အဲ့တော့ तू ကကြည့်လိုက်တဲ့အခါမှာဟာအရက်ရှည်တဲ့သူဟာမာဆယ်တောင်းတဲ့သူကြည်ကောင်းတဲ့သူเนาะကျမ်းစာထဲမှာပြန်ကြည့်လိုက်တဲ့အခါမှာဒါကတော့ဖျားရွေးမှာပဲ तू ကတော့ဒါရှောလူရဲ့စစ်တပ်ထဲမှာလဲပါတယ်ဆိုတော့စစ်သားတယောက်အနေနဲ့เนาะ तू လှုပ်ထားဘူးတယ်ဆိုတော့ဘာပဲပြောတာဖျားရွေးကောင်းရွေးနိုင်တယ်ဆိုတဲ့ပုံစံနဲ့ရှမွေလကလိုက်ရွေးနေတာဒါနဲ့ဖျားကခုနကျမ်းစာကိုပြောကောငါမြင်တယ်လို့မင်းမြင်စမ်းပါအပြင်ကိုမကြည့်နဲ့ငါကစိတ်နှလုံးကိုကြည့်တာနော်ဖျားကသူ့ကိုတတိပေးရတယ်ဒါကြောင့်ဒီလောက်အထိဖျားစကားကိုဆေလွတ်တဲ့ prophet ရှမွေလကိုတောင်ဖျားကတတိပေးတယ်ဆိုရင်ကျမတို့တတိပေးရမှာဖြစ်တယ်အာမင်ကျမတို့ဘယ်လိုတတိပေးရမလဲငါတို့ဟာဒီနေ့ဖျားရဲ့မျက်လုံးလေးတွေနဲ့ကြည့်ရမယ်အဲ့လူရဲ့အတွင်းထဲမှာရှိတဲ့တန်ဖိုးကိုရှာဖွေတတ်ရမယ်အာမင်ဒါကြောင့်မလို့ဒီနေ့တမန်ကျမ်းစာထဲမှာကျမအရန်သဘောကျသူ့အဖေနော်ယေရှဲကဒါဝိဒ်ကိုစရင်ထဲတောင်မထည့်ထားဘူးခေါ်ထုတ်ပြီးတော့ prophet ရှမွေလကိုပြတဲ့အချိန်မှာဒါဝိဒ်စရင်ထဲမှာမပါဘူးနော်အဲ့တော့ပြောချင်တဲ့အရာတခုကကိုယ့်အိမ်မှာရှိတဲ့ကိုမိဘတော်ကိုအထင်မကြီးတဲ့ပုံကိုဖြစ်လိမ့်မယ်ဒါကြောင့်ကျမသားသမီး3ယောက်ထဲမှာနော် Daniel Derek Minora ထဲမှာDaniel နဲ့ Minora ကတော့စာအရန်ဖတ်တဲ့ပုံကိုတွေဆိုပြီးတော့နော်အထင်ကြီးကြအရန်ကောင်းတယ် Derek လေးကိုကြည့်လိုက်ပြီဆိုသူစာစိတ်ဝင်စားဒါပေမဲ့သူအားကစားတွေစိတ်ဝင်စားမယ်သူအရန်ချစ်တတ်တယ်ကျင်နာတတ်တယ်အားငယ်နေတဲ့သူတယောက်တွေ့သူကတော့အားပေးတယ်ဘုရားကြောင့်မှတယောက်တည်းလမ်းလျှောက်လာတာမြင်ရင်သူကအရန်ရှက်တတ်တဲ့လူငယ်လေးဖြစ်ပေမဲ့အဲ့လူကိုသွားပြီးတော့မှသူအားပေးစကားပြောတယ်အဲ့တော့ကျမကအဲ့ဒါကိုကျန်တဲ့သူတွေပြန်ပြီးတော့တက်သေးခံမှကျမကကြားရတာပေါ့နော်ဒါနဲ့ဘုရားကဘာပြောလဲကျမသတိပေးတယ်သူရဲ့တက်တာကိုကြည်နေတယ်အထဲထဲမှာဝတ်ထားတဲ့ဘန္နာရှိတယ်သူရဲ့တက်တာကိုကြည်နေပေါ့နော်ဆိုတော့ကျမအဲ့ဒါကိုနော်တကယ်ဘုရားရဲ့ဂျေဇုတော်ကိုချီးမွမ်းမိတာပေါ့နော်ဒါလက်တလောကျမကိုယ့်ရဲ့သားသမီးနဲ့ပတ်သက်တဲ့အရာဒါကြောင့်သင်ရဲ့မိသားစုထဲမှာသင်တိတ်ကြည့်လို့မရတဲ့သားတွေသမီးတွေရှိလားမကြခင်ဘုရားသူ့တက်တာထဲမှာကြီးမားသုံးလိုက်မယ်ကျမမှတ်မိသေးတယ်ကျမငယ်တော့မောင်နှမတွေreport card ထွက်ပြီးဆိုရင်ကျမ report card ကကျန်တဲ့မောင်နှမတွေကိုရှင်လို့မရခဲ့ဘူးအဲ့တော်တော်ငယ်တဲ့အချိန်တုန်းကပေါ့နော်အရှင်လို့မရကျမတော်တော်လေးစိတ်ထက်ကြတယ်တခုခုဆိုရင်အဖေကဆောင်းမပွဲဖြေပြီးတော့ပြန်လာပြီဆိုဒီမှာအရန်ကိုစိတ်တက်ကြပင်ပန်းပြီးတော့ကိုလိုချင်တဲ့အဖြစ်ကိုလိုချင်တဲ့နော်မေခွန်းတွေမရလာတဲ့အခါမှာအိမ်ပြန်လာပြီးဆိုရင်အဖေကမေးတဲ့အရာအစင့်တက်ရမှာလားဆိုစကားလုံးမေးတယ်ခနဲ့နေတယ်လို့ပဲစိတ်ထဲမှာအတွင်းထဲမှာတော့မကျင်တဲ့အရာမဟုတ်ဘူးအရန်အားငယ်တိမ်ငယ်ပြီးတော့ဝမ်းနေသွားတဲ့အရာကျမရဲ့အသက်တာထဲမှာဖြစ်ဖူးတယ်ပေါ့နော်အဲ့တော့ကျမကဒါကိုယ့်ရဲ့အားနေချက်ကိုပြောဖို့ရန်အတွက်မရှက်ပါဘူးသို့တော်လဲ
အဲ့ဒီလောက်အထိမောင်နှမတွေထဲမှာရှင်ကြည့်လိုက်မယ်ဆိုရင်မရေရာဘူးမသေးချဘူးလို့ထင်ရတဲ့ကျမရဲ့အသက်တာထဲမှာဘုရားသခင်ကအသုံးပြုတဲ့အခါမှာဒါဖျားလောက်တာပဲဆိုတဲ့အရာထင်ရှားစေတယ်မဟုတ်ရင်ဒါကတော့ငါစူးစမ်းခဲ့လို့ငါကတော်ခဲ့လို့ငငယ်တော့ငါစာဘလောက်စူးစမ်းခဲ့တာဒါကြောင့်မလို့ငါဒီအခြေအနေကိုရောက်လာတာကြည်စံငါမိဘတွေကငါ့ကိုဂုဏ်ယူရတယ်ဆိုတဲ့ပုံကိုတယောက်အနေနဲ့ကျွန်မဝါကြွားနေမိမှာပဲသို့တော့မိဘတွေကတော့အထင်ကြီးလို့မရတဲ့အထင်ကြီးစရာမကောင်းတဲ့ကျွန်မရဲ့အသက်တာထဲမှာဖျားကအလုတ်လုတ်လိုက်တဲ့အခါမှာအထဲထဲမှာရှိတဲ့ဘန်နာကိုထုတ်ဖော်လိုက်တဲ့အခါမှာဘာဖြစ်လာလဲဆိုဖျားရဲ့လက်ရတော်ဆိုတဲ့အရာကထင်ရှားလာတာဖြစ်ပါတယ်အာမင်ဒါကြောင့်အခုဒါဝိဒ်ရဲ့အသက်တာထဲမှာလည်းအဖေကလည်းမေ့ထားတယ်မောင်နှမတွေကလည်းနော်ညီကိုတွေကလည်းစရင်မသွင်းထားတဲ့ပုံကိုဒီနေ့ဘုရားသခင်ကသူ့အထဲထဲမှာရှိတဲ့ potential hallelujah အနာဂတ်မှာဖြစ်လာမဲ့ကြီးမားတဲ့ဘုရားရဲ့အသုံးပြုခြင်းကိုဒီနေ့ရှမွေလကိုမြင်ခိုင်းလိုက်တာဖြစ်ပါတယ်ကဲဒါကြောင့်မလို့တတိယမယ့်အရာတစ်ခုကလူပေါင်းမှာလူတွေတတ်မှတ်ထားတဲ့အဝင်ခွင်ကြမဖြစ်နေတဲ့သူတယောက်ကိုသင်မြင်ပြီးဆိုရင်တန်ဖိုးမဲ့တဲ့သူလိုဘယ်တော့မှတန်ဖိုးမဖြတ်ချလိုက်နဲ့တဲ့အတွက်တင်လိုချင်တဲ့ပုံစံအတိုင်းအဲ့ဒီလူက fit မဖြစ်နေပေမဲ့ကွက်တိကွက်ကြမဖြစ်နေပေမဲ့ဖယားသခင်ကတခြားနေရာမှာသူ့ကိုသုံးဖို့ရန်အတွက်ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါကြောင့်ဘေးနားမှာရှိတဲ့သူကို never underestimate ဘယ်တော့မှအထင်သေးလို့မရဘူးတင်ဘေးနားမှာရှိတဲ့သူတယောက်ကိုတင်ကအထင်သေးခြင်းဟာတင်ရဲ့အသက်တာကိုတင်ဖျက်ဆီးလိုက်ခြင်းနဲ့အတူတူပဲပြန်ပြောမယ်နော်တင်ဘေးနားမှာရှိတဲ့သူကိုအထင်သေးခြင်းဟာတင်ရဲ့အသက်တာကိုဖျက်ဆီးလိုက်ခြင်းနဲ့အတူတူပဲဒါကြောင့်မလို့ကျမတို့ရဲ့အသက်တာထဲမှာကိုဘေးနားမှာရှိတဲ့သူကိုအမြဲတမ်းဖျားမြင်တယ်လို့မြင်တတ်ဖို့ရန်အတွက်ဟောဒီနေ့ဘုရားသခင်ကကျမတို့ကိုစကားပြောနေတာဖြစ်တယ်အာမင်အဲ့တော့ဥပမာတစ်ခုကိုပြောရမယ်ဆိုရင်ငါးတကောင်ကိုတစ်ပင်တက်ခိုင်းနေဆိုရင်ဒါမှားယွင်းတဲ့အရာတစ်ခုပဲလေငါးဆိုတာရေမှာပြောတယ်မဟုတ်ဘူးလားနွားတကောင်ကိုလေမှာပြန်တန်းခိုင်းနေဆိုလို့ရှင်လေဒါအဝင်ခွင်ကြမဖြစ်နိုင်ဒါကြောင့်မလို့တင်လိုချင်တဲ့ပုံစံအတိုင်းဘေးနားကလူတယောက်ကမဖြစ်နေလို့အဲ့ဒီလူကတန်ဖိုးမဲ့သွားတာမဟုတ်ဘူးနော်ဒါကြောင့်ဘေးနားမှာရှိတဲ့သူရဲ့တန်ဖိုးကိုတင်သိဖို့ရန်အတွက်ဘယ်သူရဲ့မျက်လုံးနဲ့ကြည့်ရမလဲဖခင်ရဲ့မျက်လုံးဖခင်ရဲ့မျက်လုံးဆိုတာဘာကိုပြောလဲတမန်တရားနဲ့တင်ကြည့်ရမှာဖြစ်တယ်နှုတ်ကပတ်တော်ကဘာပြောထားလဲကိုနဲ့ဆက်ဆိုင်တော်သူကိုကိုနဲ့အမြချစ်ခိုင်းတယ်အာမင်အဲ့တော့ဒါလေးကိုသတိရပါတင်အထင်သေးနေတဲ့သူကိုလည်းဒီနေ့ဖခင်သခင်သုံးနိုင်နေဆိုတဲ့အရာကိုသတိရပါတင်အမြင်ကတ်တဲ့သူရဲ့အထဲထဲမှာလည်းတင်အထဲထဲမှာရှိတဲ့တန်ရှင်သောဝိညာဉ်တော်သူ့အထဲထဲမှာရှိရဆိုတာသတိရပါတင်အထင်မကြီးတဲ့သူရဲ့အထဲထဲမှာလည်းဝိညာဉ်စုကျေးဇူးတင်အထဲထဲမှာထည့်ထားပြီးသူ့ရဲ့အထဲထဲမှာထည့်ထားပြီးရဆိုတာကိုသတိရပါတခုပဲကိုနဲ့မတူတိုင်းသူကတန်ဖိုးမဲ့သွားတာမဟုတ်ဘူးဆိုတဲ့အရာကိုသတိရမယ်အာမင်ဒါကြောင့်အိုးထိန်ဖြစ်တဲ့ကျမတို့ရဲ့သခင်ကကျမတို့ကိုကြည့်တဲ့အခါမှာရှွန့်တုံးကြီးတုံးလို့သူကမမြင်ဘူးအဲ့ဒီရှွန့်တုံးကြီးထဲကနေထွက်ပေါ်လာမဲ့သူ့ရဲ့အကြံစီတိုင်းထွက်ပေါ်လာမဲ့ဒီနေ့တန်ဖိုးကိုသူကမြင်တာဖြစ်တယ်အာမင်ဒါကြောင့်မလို့ဒီနေ့နော်ဒါဝိဒ်ရဲ့အသက်တာကိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှင်သူ့မိသားစုကတော့သူ့ကိုနန်စော်ညှစ်ပတ်နေတဲ့တိုးချောင်းသားလို့မြင်ပေမဲ့ဖခင်ကဘယ်လိုမြင်လဲဆိုသူ့ရဲ့အထဲထဲမှာရှိနေတဲ့တနေ့ရှင်ဘရင်ဖြစ်လာမယ်ဆိုတဲ့အရာကိုဖခင်ကမြင်တာဖြစ်တယ်နော်သူ့ရဲ့အထဲထဲမှာရှိနေတဲ့အားနည်းခြင်းကိုဖခင်ကမမြင်ဘဲနဲ့တနေ့နော်ဒီနေ့ဣသရေလလူမျိုးတွေကိုတိုက်ခိုက်တဲ့ဂေါလိယက်ကိုပြန်လှည့်ပြီးတော့အမြင့်ဖြုတ်မဲ့ပုံကိုတယောက်ခွန်အားကြီးတဲ့သူရဲကောင်းတယောက်လို့ဖခင်သခင်ကမြင်တာဖြစ်ပါတယ်အာမင်ဒါကြောင့်မလို့ဒီနေ့ကိုမြင်တဲ့အရာတွေကိုပြန်ပြောင်းကြရအောင်ဟာလေလုယာဒီနေ့အခြေအနေအထက်မှာကျမတို့ကိုခေါ်ထားတဲ့ဖခင်ရဲ့ခေါ်ခြင်းရှိနေတယ်တနေ့မှသင်ဟာခေါင်းဆောင်ဖြစ်လာနိုင်တယ်အာမင်တနေ့မှသင်ဟာလူမြောက်များစွာကိုကျွေးမွေးနိုင်တဲ့သူဖြစ်လာနိုင်တယ်တနေ့မှသင်ဟာအားနည်းနေတဲ့သူကြိုးပဲ့ချိန်မွားနေတဲ့သူတွေကိုပြန်လဲပြီးတော့မှခွန်အားပေးတဲ့သူတယောက်ဖြစ်လာလိမ့်မယ်တနေ့မှသင်ဟာတိုင်းပြည်တွေကိုပြန်လဲပြီးတော့ကောင်းကြီးပေးမဲ့ပုံကိုတယောက်ဖြစ်လာနိုင်တယ်တနေ့မှသင်ဟာနှလုံးသားကြိုးပဲ့ချိန်မွားနေတဲ့အနာတွေကိုကုစားတဲ့သူတယောက်ဖြစ်လာနိုင်တယ်အာမင်ဒါကြောင့်မလို့ chapter 1ကိုကြည့်ပြီးတော့မှအဲ့ဒီလူကဒီပုံစံဒီလောက်ပဲရမယ်လို့သင်တွက်ရင်သင်ဟာဖခင်သခင်ရေးထားတဲ့ဇာတ်ညွှန်းကိုအဆုံးထိဖတ်ဖို့ရန်အတွက်လိုအပ်ပါတယ်အာမင်သူ့ရဲ့ story တစ်ခုကို chapter 1လေးเนาะဒီနေ့အပိုင်း1ကလေးဖတ်ပြီးတော့သင်ကအဆုံးအဖြတ်ပေးလို့မရနိုင်ပါဘူးဒါကြောင့်အသုံးမဝင်ဘူးလို့ထင်ရတဲ့ပုံကိုယ်တွေမပြောင်းလဲနိုင်ဘူးလို့ထင်ရတဲ့ပုံကိုယ်တွေကိုသင်မြင်တဲ့အခါမှာဖခင်သခင်ဘာအလုပ်လုပ်တော့မလဲဆိုတဲ့အရာကိုသေချာစောင့်ကြည့်ဖို့ရန်အတွက်ဖြစ်ပါတယ်အာမင်ဒါကြောင့်ဒုတိယတစ်ချက်ကပါလဲဆိုတော့လူတွေညှင်းပယ်ခြင်းခံရတဲ့သူအထဲမှာဘန္တာရှိတယ်ဟာလေလုယာလူတွေညှင်းပယ်ခြင်းခံရတဲ့သူအထဲမှာပါရှိလေဘန္တာရှိတယ်စာလံ118အခန်းငယ်22မှာဒီလိုပြောထားပါတယ်ညီကိုမောင်နှမတို့တိုက်ကိုတီလုတ်တော်သူများပယ်ထားသောကြောက်သည်နောက်တစ်ဖန်တိုက်တောင်အထွတ်အဖျားသို့ရောက်ပြန်၏Oh this is very powerful နော်
တိုက်ကိုတီဆောက်နေတဲ့အခါမှာတဲ့တိုက်အတွက်အတုံးမဝင်ဘူးလို့ထင်ရတဲ့ကြောက်တုံးတွေအတုံးမဝင်ဘူးလို့ထင်ရတဲ့အရာတွေကတဲ့နောက်ဆုံးတော့ဟိုးတိုက်ရဲ့ထိပ်ဖျားအထိရောက်တတ်တယ်တဲ့ဘုရားသတိပေးထားတယ်အဲ့တော့ဒီညမှာဘာကိုပြောနေရလဲလူတွေညှင်းပယ်ထားတဲ့သူလူတွေမတုံးကျင်တဲ့သူကတနေ့လူတွေရဲ့အထက်ကိုရောက်သွားတတ်တယ်ဆိုတဲ့အရာသင်အထင်သေးပြီးတော့အမြဲတမ်းညှင်းပယ်ထားတဲ့သူတယောက်ကထိတ်ဆုံးထိရောက်နိုင်တယ်ဆိုတဲ့အရာကိုပြောနေခြင်းဖြစ်ပါတယ်အာမင်အဲ့တော့ဒီနေ့ဒါလေးကိုသိစေချင်တယ်ခုနတိုက်ကိုတီလုပ်တော်သူများဆိုတဲ့အရာကအင်္ဂလိပ်လိုဆို builder လို့ခေါ်တယ် builder เนาะဒါကတိုက်ဆောက်တဲ့သူပေါ့ဒါပေမဲ့တိုက်ဆောက်တဲ့သူနဲ့တိုက်ရဲ့တန်ဖိုးပေါ်လွင်အောင်ဒီတိုက်ကိုအာခီတက်တယောက်အနေနဲ့ဆွဲထားတဲ့အရာကမတူဘူးเนาะအဲ့တော့ဒီနေရာမှာရိုးရိုးတိုက်ကိုအကျန်းတယ်ဆောက်တဲ့သူကဘသူ့အပေါ်မှာမှီခိုရလဲဆိုတော့ဒီတိုက်ပုံစံကိုမမြင်ရသေးတဲ့ပုံစံကိုပေါ်ထုတ်တဲ့ architecture တွေကိုအမှီပြုရတာဖြစ်တယ်เนาะ engineer တွေကိုအမှီပြုရတာဖြစ်တယ်အဲ့တော့ဒီရိုးရိုးအုတ်နီကဲဒါတဲဒါကတော့ကြောက်စရစ်ကဲဒါကတော့ထုံးဘီလက်မြေဒါတော့အစုပ်ပလုတ်တန်ဖိုးမရှိဘူးလို့ထင်ရတဲ့အရာကိုတန်ဖိုးမြင့်သွားအောင်တိမ်တောင်းနဲ့ချီတန်းနဲ့ချီတန်တဲ့အရာဖြစ်သွားအောင်လုပ်နိုင်တဲ့သူကမမြင်သေးတဲ့နယ်ပယ်ကိုထုတ်ဖော်လိုက်တဲ့ architecture တို့ engineer တို့ဖြစ်တယ်နားလည်လားမသိဒါကြောင့်လို့ဘုရားသခင်ကကျမတို့အတွက် architecture ဖြစ်တယ်အာမင်အကျန်းတယ်ကြီးလို့ထင်ရတဲ့ချိန်မှာကြည့်လိုက်ပါအဲ့ဒါစစောက်နေတဲ့ချိန်မှာဟာဖုံနေနဲ့အုတ်ကျိုးတွေနဲ့ဟာတခါတည်းညစ်ပတ်နေတဲ့သဲတွေနဲ့ဒီကတော့ဘာမှတန်ဖိုးမရှိဘူးပြီးရင်တန်တွေကလည်းအချိုးခံလိုက်ရသေးတယ်ဟိုနေရာကလည်းဖြိုဒီနေရာကလည်းတူးကျမတို့ဘဝတွေဘုရားသခင်ကတိဆောက်တဲ့အခါမှာလူတွေကကျမတို့အချိုးခံရတဲ့အရာတွေကျမတို့အတူးခံလိုက်ရတဲ့အရာတွေကျမတို့ရဲ့ရွှွန့်တွေတဲတွေအုတ်တွေကြောက်တွေကိုမြင်တဲ့အခါမှာသုံးစားမရတဲ့သူလို့ပဲမြင်လိမ့်မယ်။နေကြီးပေါ်မှာပဲခြားထားတဲ့ပုံကိုယ်တွေလို့မြင်လိမ့်မယ်။ဒါပေမဲ့လေအဲ့ဒီ architecture ဖြစ်တဲ့ဘုရားကလှလှပပလှုပ်လိုက်ပြီးဆိုရင်တော့လမ်းအောင်လိုက်မပြီးပုံကိုယ်တွေဖြစ်သွားနိုင်ပါတယ်။အာမင်ခြေဘဝတော်မမိနိုင်တဲ့ပုံကိုယ်တွေဖြစ်သွားနိုင်တယ်။ဒါကြောင့်မလို့ဒီနေ့ဒါလေးကိုကျွန်မသတိရစေချင်တယ်။တင်းရဲ့အသက်တာထဲမှာရှိနေတဲ့တချို့သောနော်အချိုးဖဲခံရခြင်းတွေတည့်ရဲ့အတ္တထဲမှာရှိနေတဲ့မကောင်းတဲ့ noise တွေတည်င်းတွေဂုံတည်င်းတွေအားလုံးကတစ်ချိန်ကြရင်ဘုရားသခင်လှလှပပပုံပေါ်စေမဲ့အဆောက်အဦတစ်ခုဖြစ်တယ်ဆိုတာကိုသတိရစေချင်တယ်အာမင်အာမင်ဒါကြောင့်မလို့ဒီနေ့တည့်ရဲ့အတ္တထဲမှာဘုရားသခင်ကဒီနေ့စကားပြောနေတယ်ဒီမှာကျမ်းစာထဲမှာပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ယောသက်ဆိုလို့ရှိရင်လည်းသူ့ကိုကြည့်လိုက်ရင်ဒါညီကိုထဲမှာအမြင်ကက်စရာကောင်းတဲ့ပုံကိုအနေထိုင်မတက်စကားအပြောမတက်သူမတ်တဲ့အိမ်မက်တွေကအစာလိုက်ပြောပြီးတော့တခါတည်းဒီလူငယ်စကားနဲ့ပြောမယ်ဆိုတအားကိုလေကျဲတဲ့လူငယ်လေးတစ်ယောက်ပေါ့နော်မိသားစုကအမြင်ကက်လောက်တဲ့အထိအဖေအမေကအမြင်ကက်လောက်တဲ့အထိဖြစ်သွားတာဘာကြောင့်လဲဆိုအိမ်မက်ကိုပြောတဲ့အတွက်ကြောင့်မလို့နော်ဒါပေမဲ့လည်းအဲ့ဒီအိမ်မက်ကနေတစ်ဆင့်နော်လူတွေကမိသားစုတွေကသူ့ကိုညှင်းပယ်တယ်ဆိုပေမဲ့အဆုံးသတ်မှာအဲ့ဒီအိမ်မက်ကြောင့်ပဲသူ့ရဲ့မိသားစုကကောင်းကြီးခံစားခဲ့ရတယ်မဟုတ်ဘူးလားငက်ရမယ့်အချိန်မှာဒုက္ခရောက်မယ့်အချိန်မှာသေရမယ့်အချိန်မှာဒီအိမ်မက်ကပဲเนาะသူ့ရဲ့အားနည်းခြင်းတွေအားလုံးကပဲเนาะမိသားစုတစ်စုလုံးကိုပြန်ပြီးတော့မှကယ်နှုတ်သွားတဲ့အကြောင်းအရာဖြစ်တယ်ဆိုတဲ့အရာကိုသတိရစေချင်တယ်ဟာလေလုယာဒါကြောင့်မလို့ဒီနေ့ကျမတို့သတိရမယ့်အရာတစ်ခုကဘာလဲဆိုတော့ဒီနေ့ကျမတို့ရဲ့အသက်တာထဲမှာလူတွေညှင်းပယ်ခံလာရပြီဆိုရင်မကြခင်ဘုရားသခင်ကတန်ဖိုးကိုထုတ်တော်မယ်ဟာလေလုယာကဲရဲ့ခံရလေဝမ်းမြောက်ပါအာမင်တင်မတော်ဘူးမတက်ဘူးညံ့ပြင်းတယ်လို့ပြောရင်ဝမ်းမြောက်လိုက်မကြခင်အဲ့လူရဲ့အထက်ကိုတင်ရောက်တော့မယ်အာမင်အရေးကြီးတာအဲ့စိတ်ဓာတ်ကောင်းဖို့လိုတာစိတ်နှလုံးကောင်းစားဖို့လိုတာအာမင်စိတ်နှလုံးမကောင်းစားဘူးစိတ်နှလုံးလို့ပြောတဲ့အခါမှာပြန်ကြည့်လိုက်တော့အတွေးခေါ်တဲ့စိတ်နှလုံးဆိုတာဘာကိုပြောနေအတွေးခေါ်အဲ့ဒီအတွေးအခေါ်အတိုင်းအဲ့ဒီလူဟာတဲ့ဖြစ်လာတယ်တဲ့အတင်စိတ်ဓာတ်မကောင်းရင်မကောင်းတဲ့အတိုင်းသင်ရဲ့အတ္တတာပုံပေါ်လာတော့မယ်ဒါကြောင့်မလို့လူတွေရဲ့အတ္တတာထဲမှာတင်ကြည့်တဲ့အခါကျမအများနဲ့ပြောလို့ရှိရင်ကောင်းတဲ့အရာလေးတွေကိုပဲရွေးပြီးတော့ယူလိုက်မကောင်းတဲ့အရာဆိုလစ်လျူရှုလိုက်ဒါကြောင့်ကျမရဲ့အတ္တတာထဲမှာလူမျိုးမျိုးနဲ့ကျမသွားလာခဲ့ဘူးတယ်အမှုတော်ဆောင်အများကြီးနဲ့ကျမစကားပြောခဲ့ဘူးတယ်နော်ဒီနေ့ချမ်းသာတဲ့သူတွေဆင်းရဲတဲ့သူတွေပညာတတ်တဲ့သူတွေပညာမတတ်တဲ့သူတွေနဲ့ကျမသွားလာခဲ့ဘူးတယ်အဲ့တော့အဲ့ထဲမှာကျမသင်ယူတဲ့အရာကကောင်းတဲ့အရာကိုကျမသင်ယူခဲ့တယ်မကောင်းတဲ့အရာကိုပြောဆိုလို့ရှိရင်တော့တခါတည်းနော်စမ်းရည်စီးသလိုပြောနိုင်ပါတယ်ပြောတတ်ပါတယ်ဒါပေမဲ့အဲ့ဒီအရာတွေကိုပဲအပြစ်ကိုပဲလိုက်ရှာရင်
ကျမရလာမယ့်အရာကလူတွေနဲ့ဆိုင်တဲ့အားနည်းခြင်းနဲ့ဆိုင်တဲ့အပြစ်နဲ့ဆိုင်တဲ့အရာကိုပဲကျမစုဆောင်းမိမှာဒါဆိုကျမရဲ့အတွေးထဲမှာရှိနေတဲ့အရာဟိုလူမကောင်းဒီလူမကောင်းဟိုလူကမစုံလင်းအဲ့ဒီအရာတွေကပဲကျမရဲ့အထဲထဲမှာတည်တဲလာရင်မွေးလာမယ့်ကလေးလေးကလည်းအဲ့တိုင်းပဲလေမဟုတ်ဘူးလားဒါကြောင့်မလို့ကျမတို့အထဲထဲမှာဘယ်အရာတွေကိုတည်တဲဖို့ရန်အတွက်ကျမတို့ပြင်ဆင်နေကြတယ်နော်ကျမတို့ရှာဖွေရမယ့်အရာကဖျားထည့်ထားတဲ့ဘန္နာကိုကျမတို့ကရှာဖွေရမှာဖြစ်ပါတယ်အာမင်ဒါကြောင့်ဘုရားသခင်တည်ဆောက်နေစေဖြစ်တဲ့ still in progress နော်တည်ဆောက်နေစေဖြစ်တဲ့အရာတခုကိုတွားပြီးတော့မကဲ့ရဲ့မိစေနဲ့အဲ့လူတယောက်ရဲ့မစုံလင်ခြင်းကြိုးပယ်ခြင်းအားနည်းခံရခြင်းအတူခံရခြင်းအားလုံးဟာဘုရားသခင်ပြင်ဆင်နေတဲ့အရာတခုဖြစ်တယ်ဆိုရင်သင်ဟာဘုရားသခင်ကိုကဲ့ရဲ့မိတဲ့သူတယောက်ဖြစ်နေလိမ့်မယ်ဘုရားသခင်ဖွင့်ပြပါစေအာမင်အဲ့တော့ဒီလိုပြောလိုက်လို့ဟာဆရာမကတော့လုံးဝမကဲ့ရဲ့ဘူးမဟုတ်ဘူးကျွန်မဖြစ်ခဲ့ဘူးတယ်ဒါကြောင့်ကျွန်မရဲ့အသက်တာထဲမှာကျွန်မသင်ယူရတဲ့အရာတွေအများကြီးရှိတယ်အဲ့လိုမသင်ယူရင်တော့ကျွန်မဟာပညာမဲ့တဲ့သူဖြစ်နေမှာပဲလေနော်ဒါကြောင့်ကျွန်မသင်ယူရင်းနဲ့အော်ဘုရားသခင်ကဒီလိုလူတွေကိုလည်းအသုံးပြုနိုင်တာပဲဒါကြောင့်ကျွန်မရဲ့ life မှာလေတချို့သောသူတွေစကားလုံးဝမပြောတတ်တဲ့သူတွေအယဉ်ညံ့ဖြစ်တဲ့သူတွေကျွန်မစိတ်ရှိရှိနဲ့သင်ပေးတယ်ချို့ကလည်းကြိုက်တဲ့သူရှိသလိုမကြိုက်တဲ့သူရှိတယ်နော်ကျွန်တော်တို့အမှုတော်ဆောင်တွေထဲမှာဆိုရင်ဟာမှဆိုရင်နော်အယဉ်ချရတဲ့နော်ဆရာဒေးဗစ်ပေါ်ဆိုရင်ချစ်ဖို့ကောင်းနော် तू ကငငယ်တော့ပေါ့နော် तू ငငယ်တော့နော်အခုလည်းငယ်ပါသေးတယ်तू ကတီးရအရန်တော်တယ်ကျွန်မကြောက်တီးရမတော်ဘူးလေနော်ဆိုတာပဲရအဲ့ဒါ तू ဘေးနောက်ကပ်ပြီးဆိုရင် तू ကကျွန်မကိုလေနော်ငငယ်တော့လုံးဝနော် तू ခြေတာနော်အခုအဝေးမှာရှိရဆိုတော့တတိယလို့ပါရန်ကုန်အဖွဲ့တွေတတိယလို့ပါနော်तू ကစိုးမလားရောက်လာသူအဲ့လိုလေးတွေကြည်တာပေါ့နော်သို့တော့ချစ်စရာကောင်းပါတယ်နော်သို့တော့ तू ကစကားပြောတဲ့နေရာမှာကျတော့အားနေတယ်ကျမရဲ့အဲ့ဒါကျမရဲ့အားတာချက်ဖြစ်သွားတာပေါ့နော်तू ကစကားပြောပြီးတရားဟောပြီးဆိုအဲ့မှာ तू ကလုံးဝအဆင်မပြေဘူးသို့တော့ तू ကအဲ့ဒီခက်တဲ့နေရာမှာဆိုရင် तू ကအားတာတယ်ကဲကြည့်နော်ဒါလေးကိုကြည့်နော်လူတယောက်ကအကုန်လုံးပြည့်စုံနေရင်ဖယားကိုတောင်ဖယားလို့မြင်မှာမဟုတ်တော့လူစီဖာလည်းအဲ့တိုင်းပဲအရန်ပြည့်စုံနေတော့ဖယားကိုဖယားလို့မမြင်နိုင်တော့ဖယားရဲ့မျက်မှောက်တော်ထဲမှာမနေကြတော့အဲ့တော့ဒီမှာပြောချင်တဲ့အရာတခုဆရာဒေးဗစ်ပေါ်ရဲ့အသက်တာထဲမှာလည်းအားတာချက်ရှိသူအားနေချက်ရှိကျမရဲ့အသက်တာထဲမှာလည်းအားတာချက်ရှိသူအားနေချက်ရှိအဲ့တော့ဘာဖြစ်လာလဲဆိုမတူတဲ့သူနှစ်ယောက်ကတယောက်ကိုတယောက်အားကိုးရအောင်ဒါကြောင့်မလို့ဘုရားသခင်ကသစုံတယောက်ရဲ့အသက်တာထဲမှာရှိတဲ့အားတာချက်ကကိုသွားရောက်ပြီးတော့ချိတ်ဆက်ပြီးတော့အလုံးလုံးတက်စီဖို့ရန်အတွက်ဖြစ်သွားစေသဘောပေါက်လားမသိဘူးเนาะဒါကြောင့်ကျမတို့ဟာကိုအင်္ဂါတွေဖြစ်ကြတယ်တဲ့ကျမတို့ကိုအင်္ဂါတွေဖြစ်တဲ့အတွက်ကြောင့်မလို့တယောက်ကိုတယောက်မမိခိုဘူးဆိုရင်ဒါကအင်္ဂါเนาะဒါချိတ်ဆက်နေတယ်လို့ပြောလို့မရတော့ဘူးလေเนาะအခုဒီလက်ကเนาะဒီချိတ်ဆက်ထားတဲ့အတွက်ကြောင့်မလို့เนาะဘာဖြစ်နေလဲဒီလက်ကဆိုပါစို့ခုနာကျင်သွားဆိုနောက်တစ်ဖက်ကလာပြီးတော့ကူညီပေးလို့ရတယ်လို့ပဲဒါချိတ်ဆက်ထားခြင်းအကျိုးပေါ့เนาะဒီလိုပဲတစုံတယောက်ကကျမတို့အားနေနေတဲ့အခါမှာကျမကမတီးတက်တဲ့အခါမှာဆရာဒေးဗစ်ပေါ်ကတီးပြီးကဲဒါပေမဲ့ဆရာဒေးဗစ်ပေါ်ကတရားမဟောတတ်တဲ့အချိန်ဒါလွန်ခဲ့တဲ့ငငယ်တော့ပါအခုအရန်ကျွမ်းနေပြီဘုရားအရန်ပိတ်သိမ့်တဲ့ဆရာကြီးဆိုတော့နော်အဲ့တော့နော်သူ့ရဲ့အသက်တာထဲမှာကြည့်လိုက်တဲ့အခါဟာသူစကားမပြောတတ်တဲ့အခါကျမဘာလုပ်ရလဲကျမမှတ်မိသေးတယ်ရခိုင်ရိုးမတောင်တန်းပေါ်မှာကျွန်တော်ကိုနော် worship နဲ့ပတ်သက်ပြီးတော့တရားဟောတတ်အောင်သင်ပေးပါသူက worship ပါလေတကယ်ကိုဘုရားရဲ့အလေးအလာကိုနားလေဒါပေမဲ့အဲ့ဒါကိုသူ့ရဲ့အထဲထဲမှာရှိရဲ့တရားစကားဖခင်ရဲ့ဖွင့်ပြချက်ကို तू ပြန်မပြောပြတတ်ဘူးအဲ့ဒါနဲ့ကျမသင်ပေးတယ်သင်ပေးအစအဆုံးပြီးသွားပြီ2နာရီလောက်ပြီးလဲပြီးရောကဲနေပြန်ပြောဆိုမပြောတတ်ဘူးနောက်တစ်ခေါက်တည်းငိုချင်လိုက်တာဒါပေမဲ့အဲ့ဒီတပုတ်ထဲကိုပဲကျမ3-4-5ချိန်သင်ပေးခဲ့ရတယ်စိတ်ရှည်ရတယ်4-5-6နှစ်စိတ်ရှည်ရတယ်ဒါပေမဲ့အဆုံးသက်မှာတော့အခုဘာဖြစ်ပြီလဲဖခင်သခင်ကြီးမားမားအသုံးပြုတဲ့ဖခင်ရဲ့နှုတ်ကပတ်တော်ကိုဆေလွတ်တဲ့တရားဟောဆရာတယောက်ဖြစ်လာတယ်မဟုတ်ဘူးလား worship leader တွေမကောက်အဲ့တော့ပြောချင်တဲ့အရာတခုကနေကျမတို့ရဲ့အသက်တာထဲမှာဖခင်ထည့်ထားပေးတဲ့ဘန္တာတွေရှိတယ်ဆိုတဲ့အရာကိုအမြဲတမ်းအောင်မေ့ဖို့ရန်အတွက်ဖြစ်ပါတယ်။ဒါကြောင့်ဘေးနားမှာရှိတဲ့သူကိုကြည့်တဲ့အခါမှာနံပါတ်3တစ်ချက်ဘန္တာကိုရှာဖွေပါ။ဘန္တာကိုရှာဖွေပါ။အမိုက်တရက်ကိုရှာဖွေပါလို့မပြောဘူးနော်။ဘန္တာကိုရှာဖွေပါ။အာမင်။အပြစ်ကိုရှာဖွေပါမပြောဘူး။အားနည်းချက်ကိုရှာဖွေပါမပြောဘူးနော်။သူကဘန္တာကိုရှာဖွေပါလို့ပြောပါတယ်။တနည်းအားဖြင့် treasure hunter ပေါ့နားလည်လားမသိဘူး treasure hunter ဆိုတဲ့အဓိပ္ပာယ်ကယတနာတိုက်ရှာဖွေတဲ့သူပေါ့ဒါကြောင့်ကျမတို့ဟာဝတ်ထားတဲ့လူမမြင်ရတဲ့မှောင်မိုက်ထဲမှာရှိတဲ့အားနည်းချက်တွေနဲ့ဖုံးကွယ်ထားတဲ့အတွင်းထဲမှာရှိနေတဲ့ဘန္နာကိုလိုက်ရှာဖို့နဲ့ဘုရားသခင်ကအလိုတော်ရှိတယ်ရှင်ပေါလုရဲ့အသက်တာကိုကြည့်လိုက်တဲ့အခါမှာရှင်ပေါလုဟာเนาะဒီနေ့တခြားသောတမန်တော်တွေညှင်းပယ်ခြင်းကိုခံရတဲ့သူဖြစ်ခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့သူ့ကိုမယုံကြဘူးသူ့ကိုကြောက်ကြတယ်เนาะသို့တော်လည်းဘာနဘာကရှင်ပေါလုကိုကြည့်ပြီးတော့မှရှင်ပေါလုအထဲထဲမှာရှိနေတဲ့
တနေ့ကျရင်တမန်တော်ဖြစ်လာမယ်လူမြောက်များစွာပြောင်းလဲမယ်ဆိုရဖခင်ရဲ့ခေါ်ခြင်းဖခင်ရဲ့ပန်းတိုင်ကိုမြင်တဲ့အတွက်ကြောင့်မလို့အခြားသောတမန်တော်တွေကရှင်ပေါလုကိုချင်းကပ်ခွင့်မပေးမတင်ကြားပေးတဲ့အချိန်မှာအနိကဆွဲခေါ်ပြီးတော့ပြုစုပေးတဲ့သူကဘာနဘာဖြစ်တယ်။ဒါကြောင့်မလို့ဘာနဘာကရှင်ပေါလုကိုဆွဲခေါ်ပေးတဲ့အတွက်ကြောင့်မလို့ရှင်ပေါလုရဲ့အသက်တာထဲမှာရှိတဲ့ဖခင်အသုံးပြုခြင်းနဲ့ဖခင်ရဲ့ခေါ်ခြင်းဟာ unlock ဖြစ်သွားတာ။တနည်းအားဖြင့်တကားပွင့်သွားတာ။ရှင်ပေါလုတကယ့်ကိုထိရောက်နဲ့အမှုတော်ဆောင်နိုင်ဖို့ရန်အတွက်အခြားသူတွေမမြင်နိုင်ပေမဲ့ဘာနဘာကမြင်တဲ့အတွက်ကြောင့်မလို့ဘာနဘာဟာရှင်ပေါလုရဲ့အသက်တာကိုရခဲ့ဒါလေးကိုသတိရစေချင်တယ်အာမင်ဆရာကြီးပေါ့ဒီစကားလုံးလေးသုံးရမယ်ဆိုရင်အားလုံးနားလည်ထားအဲ့တော့ဒါကြောင့်မလို့ဒါလေးကိုကျမတို့အမြဲတမ်းသတိရပါလူတယောက်ကိုကြည့်တဲ့အခါမှာသူ့ကိုဘုရားခေါ်တဲ့ခေါ်ခြင်းကိုမြင်ပါသူ့ရဲ့အလားအလာကိုမြင်ပါဘုရားရဲ့ပုံသဏ္ဍာန်တော်ကိုမြင်ပါသူ့ရဲ့ဖြစ်ပျက်နေတဲ့အခြေအနေတွေရဲ့အထက်မှာအနာဂတ်မှာဖြစ်လာမယ့်အရာကိုကျမတို့ကပုံဖော်ပြီးတော့မြင်တတ်ဖို့အတွက်အရင်အရေးကြီးပါတယ်အာမင်ဒါကြောင့်ဟေရှာယ45:3မှာဒီလိုပြောထားပါတယ်ကျွန်မအရင်သဘောကျတယ်မှောင်မိုက်၌ရှိသောဗန္တာလုံခြုံစွာဝတ်ထားသောဥစ္စာတို့ကိုတင်အားငါပေးမိဒီစကားကိုပြောပြီးဆိုရင်ဒီစကားကိုကျမတို့ကလေချမ်းသာကြွယ်ဝဖို့ရန်ထပ်ပဲကျမတို့ကဆုတောင်းပြီးတော့လာစမ်းမှာဗန္နာတွေဝတ်ထားတဲ့ဥစ္စာတွေရွှေတွေငွေတွေတိုက်တွေကားတွေဒါပေမဲ့အဲ့ဒီအရာထက်တမိုးကြီးတဲ့အရာတင်ပေးနာမှာရှိရဲ့သူရဲ့အထဲထဲမှာဝတ်ထားတယ်ဖခင်ရဲ့ခေါ်ခြင်းဖြစ်တယ်ဖခင်သူ့အထဲထဲမှာထည့်ထားတဲ့အကျဉ်းစီဖြစ်တယ်အာမင်အဲ့ဒီအရာကိုကျမတို့ကရှာဖွေရမှာဖြစ်တယ်ဒါကြောင့်မလို့အားနည်းချက်တွေနဲ့ဖုံးလွှမ်းနေတဲ့မရေရာခြင်းတွေနဲ့ဖုံးလွှမ်းနေတဲ့ရုပ်ညံ့ခြင်းတွေနဲ့ဖုံးလွှမ်းနေတဲ့အထဲထဲမှာဘာတွေထည့်ထားလဲဖခင်သခင်အဲ့ဒီအရာကိုရှာဖွေပါဟာလေလုယာဒါကြောင့်တန်ဖိုးကြီးတဲ့ဆိုတဲ့အရာတွေအားလုံးဟာလေ dark place တွေမှာပဲရှိတယ်မှောင်မိုက်တဲ့အရက်မှာပဲရှိတယ်ကြောက်တံပရံများတွေကိုလမ်းပေါ်မှာလိုက်ကောက်လို့မရဘူးအထက်ဖုံးအုပ်ထားတဲ့မြေကြီးရဲ့အောက်မှာပဲရှာဖွေလို့ရတာဖြစ်တယ်ဒီလိုပဲအရန်တန်ဖိုးကြီးတဲ့သူတယောက်ကအားနည်းခြင်းအပြည့်နဲ့ရှိနေတယ်ဆိုတဲ့အရာကိုသင်တတိရလိုက်ပါတခါတလေသင်ခဲ့ရတဲ့သူကဘုရားသခင်သင်ရဲ့အထက်မှာကြီးမားသုံးကျင်တဲ့သူတယောက်ဖြစ်ကောင်းဖြစ်နိုင်တယ်အာမင်အာမင်ဒါကြောင့်ကျမတို့တွေဒီနေ့ကိုယ့်ရဲ့အမြင်တွေကိုပြောင်းရအောင်ကိုမြင်တဲ့အရာတွေကိုလည်းပြောင်းလဲဖို့နဲ့ဘုရားသခင်ကအလိုတော်ရှိပါတယ်အာမင်ဒါကြောင့်တစ်ကောအခန်းကြီး1အခန်းငယ်20ခွန်မှာဒီလိုပြောထားတယ်เนาะဒီအရာတွေအားလုံးဟာအာနေတဲ့သူကျိုးပဲတဲ့သူညင်ပယ်ခံရတဲ့သူတာမန်လို့ထင်ရတဲ့ပုံကိုဒါမှမဟုတ်တာမန်ထက်နှိမ့်ကျနေတယ်လို့ထင်ရတဲ့ပုံကိုတွေကိုဖခင်ကဘလို့သုံးမလဲဆိုတော့ဖခင်သခင်ဒီပညာရှိတို့ကိုရှက်ကြောက်စေခြင်းကလောကီယာ၌မိုက်မဲသောသူတို့ကိုရွေးချယ်တဲ့ဟာလေလုယာအတုံးမရသောသူတို့ကိုရွေးမယ်တဲ့ဒါကြောင့်မလို့ငါလောက်တောင်မတော်ဘူးထင်တဲ့သူတွေအားလုံးဟာသင်အဆက်ကွဲလောက်တဲ့အထိဖခင်သုံးတဲ့သူတွေဖြစ်သွားနိုင်တယ်အဲ့ဒီလိုပြောတဲ့အခါမှာကျွန်မအားလုံးတော့ချိန်ချောက်နေတာမဟုတ်ဒါပေမဲ့ကိုပြန်တရားဟောဖို့ပဲဖြစ်ပါတယ်ကိုပြန်စကားပြောဖို့ပဲဖြစ်ပါတယ်ကိုပြန်ပြီးတော့တတိပေးဖို့ရန်အတွက်ပဲဖြစ်ပါတယ်အာမင်ဒါကြောင့်ဒီနေ့ကစပြီးတော့ကျမတို့ပြင်ဆင်ရမယ့်အရာကဖခင်သခင်လူတွေရဲ့အထဲထဲမှာဝတ်ထားတဲ့အရာတွေကိုကျမတို့လိုက်ပြီးတော့ရှာပြီးတော့မှအဲ့အတွင်းထဲကတန်ဖိုးကိုသူတို့မြင်လာအောင်ကျမတို့ကကူညီပေးရမှာဖြစ်တယ်အာမင်ဒါကြောင့်မလို့လူတစ်ယောက်ဟာတဲ့ဘလောက်တိ leadership မှာဥဆောင်မှုပိုင်းဆိုင်ရာမှာအရေးအချင်းရှိတယ်လဲမရှိတယ်လဲဆိုတော့ဘာနဲ့တိုင်းတာလဲဆိုတော့သူ့ဘေးနားမှာရှိတဲ့သူတွေရဲ့အခြေအနေကိုကြည့်ပြီးတိုင်းတာလို့ရတယ်။ဒါကြောင့်ကျမတို့အနားမှာရောက်လာခဲ့တဲ့သူတိုင်းတရားမဟောတတ်တဲ့သူစကားမပြောတတ်တဲ့သူဘယ်အသင်းတော်ကမှအသုံးမပြုချင်တဲ့သူနောက်ဆုံးတော့သူများတွေအရန်ကိုဟာအတင်းအဓမ္မပဲခေါ်ပြီးတော့မှလာခဲ့ပါငါတို့နဲ့လက်တွဲအမှုတော်ဆောင်မှာတစီတီအသင်းတော်လားတစီတီဆိုလို့ရှိရင်နော်ဟာဒါမှမဟုတ်ဆရာစောတို့ဆရာမဆူဇန်တို့ပြုစုခဲ့ဘူးလေသူလာပါလာစားပေးမယ်တခါတည်းပါစတာခက်မယ်ဆိုပြီးတက်လုပ်တဲ့ဖွဲ့တွေရှိပါတယ်သို့တော့ကျမဒီနေရာမှာပြောချင်တဲ့အရာတစ်ခုကဘာလဲဆိုတော့အဲ့ဒီလိုမျိုးတန်ဖိုးကိုထုတ်ဖော်ပေးလိုက်ရင်သူတို့အားလုံးဟာလူတိုင်းလိုချင်စရာကောင်းတဲ့တန်ဖိုးကြီးတဲ့ပုံကိုယ်တွေဖြစ်လာလိမ့်မယ်အာမင်တန်ဖိုးမြင်ရတဲ့ပုံကိုယ်တွေဖြစ်လာလိမ့်မယ်ဒါလေးကိုသတိရပါမြေအိုးထဲမှာဘုရားသခင်ကဗန္နာဝတ်ထားတယ်ယုံကြည်သူတွေအထဲမှာဘုရားသခင်ကတန်ဖိုးကြီးတဲ့အရာတွေကိုဝတ်ထားတယ်ဒါကြောင့်မလို့ကိုပဲကြည့်အနားမှာရှိတဲ့သူတွေကိုပဲတင်ကြည့်နေတာပဲဖြစ်နေပါစေဗန္နာကိုပဲရှာပါရှာတဲ့အရာမှာမားစေတယ်အာမင်ဒါဒီနှုတ်ကပတ်တော်အပြင်ကျွန်မအားပေးခြင်းနဲ့ဒီထဲမှာစိတ်တက်ကြနေတဲ့သူတချို့ရှိလိမ့်မယ်ငါကလေဒီနေ့ဘုရားရဲ့ခေါ်ခြင်းဘုရားရဲ့တန်ရှင်းခြင်းဘုရားရဲ့စုံလင်ခြင်းဘုရားသခင်ငါ့ကိုသွားခိုင်းစေခြင်းနဲ့ပန်းနိုင်နောက်ကိုငါလိုက်တာလေတခါမှဒီဇိုင်းမလိုက်နိုင်ဘူးကိုအားမလို့အားမရဖြစ်နေတဲ့ပုံကိုယ်လေးရှိလားဒါလေးကိုသတိရပါ
တင်မကြခင်အမြင့်ဆုံးမှာတင်ပြန်တန်းတော့မယ်အဲ့လိုမျိုးမရောက်နိုင်ဘူးလို့ထင်နေတဲ့တင့်ရဲ့ခြေလမ်းတွေကပဲတဆင့်ပြီးတဆင့်အရှိကိုရောက်နေတယ်ဆိုတဲ့အရာကိုတတိယလိုက်ပါအာမင်ဒါကြောင့်ကျမတို့တယောက်ချင်းစီတိုင်းဒီနေ့ကိုပြန်လဲပြီးတော့နှိုးဆော်ရအောင်ကိုယ့်ရဲ့မိသားစုထဲမှာရှိနေတဲ့မိသားစုဝင်တွေကိုလက်ညှိုးထိုးတဲ့အရာတွေမလုပ်တော့ဘူးအာမင်သူတို့ကိုအားပေးတဲ့အရာတွေကိုကျမတို့ပြန်လဲပြီးတော့တည်ဆောက်ရအောင်ကျမတို့ကဖခင်ခေါ်ခြင်းခံထားရတဲ့ပုံကိုယ်တွေလေမဟုတ်ဘူးလားအာမင်ဖခင်ဘာအတွက်ခေါ်ထားတာလဲအနားမှာရှိတဲ့သူတွေကိုတည်ဆောက်ဖို့ရန်အတွက်မဟုတ်ဘူးလားပြောင်းလဲဖို့ရန်အတွက်မဟုတ်ဘူးလားဒါကြောင့်ကိုယ့်အနေနဲ့ဖြိုဖျက်နေတဲ့သူမဖြစ်ပဲနဲ့တည်ဆောက်တဲ့သူဖြစ်ဖို့နဲ့ဘုရားသခင်အလိုတော်ရှိတယ်အာမင်တန်ဖိုးနှိပ်လိုက်တဲ့ပုံကိုယ်တွေမဟုတ်ပဲနဲ့တန်ဖိုးမြင့်ပေးတဲ့ပုံကိုယ်တွေဖြစ်ဖို့နဲ့ဘုရားသခင်အလိုတော်ရှိတယ်မျက်ရည်ကျနေတဲ့သူမျက်ရည်တုပ်ပေးဖို့အလိုတော်ရှိတယ်ရည်နေတဲ့သူငိုအောင်လုပ်ခိုင်းတာမဟုတ်ဘူးနော်ငြိမ်သက်နေတဲ့သူကိုလှုပ်ရှားသွားအောင်လုပ်တာမဟုတ်ဘူးနော်ငိုနေတဲ့သူကိုငိုတိတ်အောင်စိတ်မသာညှိတွားနေတဲ့သူတွေကိုပြန်လဲပြီးတော့ကခုန်ချီးမွမ်းနိုင်ရတဲ့အဆင့်ထိကျမတို့ဟာဆွဲထူရမယ့်သူတွေပုံကိုယ်တွေဖြစ်တယ်ကိုလူတွေကစကားပြောလိုက်တိုင်းမှာခွန်အားရပြီးတော့မှတကယ့်ကိုနောက်ထပ်ဖခင်ခေါ်တဲ့ပန်းနိုင်အတွက်အားစိတစ်ခွက်တောက်လိုက်ရတယ်လို့ဖခင်ကတင့်ကိုဖြစ်စေခြင်းတယ်အာမင်အဲ့ဒါကိုသတိရပါဒါကြောင့်ဒီနေ့မှာယုံကြည်သူတယောက်ချင်းစီတိုင်းမိမိရဲ့အသက်တာကိုပြန်လဲပြီးတော့အောက်မေ့ပါဘာအောက်မေ့ရမလို့ငါအထဲမှာဘုရားသခင်စုံလင်ခြင်းတွေရှိတယ်ဟာလေလုယာအရာခတ်သိမ်းဟာဘုရားရဲ့အထဲကဖြစ်တယ်ဘုရားအားဖြင့်ဖြစ်လာတယ်ဘုရားဘုန်းတော်အဖို့လို့ငါဖြစ်ရမယ်ဒီလိုပဲငါမိသားစုဝင်တွေလည်းဒီအတိုင်းပဲဒီနေ့ငါရဲ့အနားမှာရှိနေတဲ့သူတွေအားလုံးလည်းဒီအတိုင်းပဲအဲ့လိုကြည်တက်ပြီးဆိုရင်ဘလောက်တောင်မှဘုရားဝမ်းမြောက်မလဲဒါကြောင့်ဒီနေ့ညမှာကျမတို့အားလုံးတော့အသက်တာအသီးသီးကိုစက္ကဲအနိုင်ရအောင်မပြောင်းလဲနိုင်တဲ့မြတ်တာနဲ့ကျမတို့ကိုချစ်နေတဲ့ဘုရားကိုဒီနေ့ပြန်လဲပြီးတော့ကျေးဇူးတင်ရအောင်ငါရဲ့မစုံလင်ခြင်းတွေအားလုံးကိုဘုရားသခင်ကစုံလင်ခြင်းတွေကိုခေါ်ဆောင်ပေးတယ်သူရဲ့စုံလင်ခြင်းနဲ့ငါတို့ရဲ့အားနည်းခြင်းကိုလဲလှယ်ပေးခဲ့တယ်တတိယပါအာမင်ဒါအခုချိန်မှာခဏလောက်မိမိရဲ့ရှိတဲ့နေရာကနေမိမိရဲ့အသက်တာကိုစက္ကဲအနိုင်ရအောင်ဘုရားကိုကျေးဇူးတင်ရအောင်ဒီနေ့ဒီမှာရှိတဲ့သူများကျမဒါလေးကိုတတိယစေခြင်းနဲ့သင်ဟာအကျိုးအပဲ့အတိုင်းတစ်သက်လုံးဘုရားသခင်ကထားမှာမဟုတ်ဘူးတကယ်ကိုရောက်ရက်ခန့်နေတဲ့ပုံစံနဲ့သင်ရဲ့အသက်တာကိုဘုရားသခင်ကရှေ့ဆက်ခိုင်းမှာမဟုတ်ဘူးအဲ့ဒီအဆောက်အဦထဲမှာရှိနေတဲ့မလှပတဲ့အရာမတန့်ရှင်းတဲ့အရာမမွမ်းမံနေရတဲ့အရာတွေအားလုံးကိုမွမ်းမံပေးတဲ့ပုဂ္ဂိုလ်ကဘုရားသခင်ကိုယ်တော်တိုင်ဖြစ်တယ်။ထာဝရဘုရားဒီအိမ်ကိုစောက်တယ်။တင့်ကိုစောက်ပေးနေတာ။တင့်ရဲ့အသက်တာကိုတီဆောက်နေတဲ့သူကဘုရားဖြစ်တယ်။ခုချိန်မှာအားငယ်စရာကောင်းတဲ့အရာတွေရှိလိမ့်မယ်။အားမလို့အားမရဖြစ်တဲ့အရာတွေအများကြီးရှိလိမ့်မယ်။ဒါပေမဲ့မဟုတ်ဘူးငါ့ကိုသိချစ်တဲ့ဘုရားသခင်ရှိတယ်။ငါ့ကိုတန်ဖိုးထားတဲ့ဘုရားသခင်ဖြစ်တယ်။သူ့ရဲ့အသက်နဲ့သူ့ရဲ့အသွေးနဲ့ငါ့ကိုတန်ဖိုးထားပြီးတော့ရွေးနှုတ်ခဲ့တာ။ငါ့ကိုရွေးနှုတ်ခဲ့တာဒါကြောင့်မလို့ငါရဲ့အသက်တာဟာဆုံးရှုံးမှာမဟုတ်ဘူးဟာလေလုယာငါရဲ့အသက်တာဟာပျက်စီးဆုံးရှုံးမှာမဟုတ်ဘူးအာမင်သင်ရဲ့မိသားစုထဲမှာရှိနေတဲ့သင်လက်လျှော့ခြင်းတဲ့ပုဂ္ဂိုလ်ဟာလည်းပျက်စီးဆုံးရှုံးမှာမဟုတ်ဘူးသင်ကိုယ်တော်လက်မလျှော့ခဲ့တဲ့ဘုရားကသင်အနားမှာရှိတဲ့သင်ရဲ့ခင်မွန်းတဲ့သင်ရဲ့ဇနီးတဲ့သင်ရဲ့သားသမီးအိုးသင်မပြောင်းလဲနိုင်တဲ့ဆွေမျိုးတယောက်ယောက်လက်လျှော့မယ်ထင်လို့လားဘုရားသခင်မပြီးသေးတဲ့အလုပ်အတွက်ဘုရားကိုအပြစ်မတင်မိပါစေနဲ့အာမင်ခုချိန်မှာအားလုံးမိမိအသက်တာကိုစက္ကဲအနိုင်အောင်ဒီချင်းလေးနဲ့ဘုရားခင်ကိုကိုးကွယ်ကြမယ်ကိုတော်ကကျွန်ုပ်ရဲ့အိုးထိန်ဖြစ်တယ်ကိုတော်ကကျွန်ုပ်ရဲ့သခင်ဖြစ်တယ်ကိုတော်ကကျွန်ုပ်ကိုပြင်ဆင်မွမ်းမံတိဆောက်နေတဲ့ကျွန်ုပ်ရဲ့ဘုရားဖြစ်တယ်ဆိုတဲ့အရာကိုယုံကြည်ပြီးတော့မှနေချတဲ့နှလုံးသားနဲ့မိမိရဲ့အသက်တာမိမိရဲ့မိသားစုရဲ့အသက်တာဘုရားအားလုံးကိုဒီနေ့ဘုရားရဲ့အရှိန်မှာစက္ကဲအနိုင်ကြရအောင် Hallelujah before you you are my Lord you are my God I love you Father အလိုလည်းများကိုပေးမြောက်တဲ့ဘုရားကိုကိုးကွယ်ကြရအောင်ကောင်းမြတ်တဲ့ဖခင် Yes, Lord, thank you for your love. Thank you for your mercy. Thank you, Lord. Oh, beyond nine days, Makane achanaya, Tawara to know your drapa. Chado ya piole
မရှိတော့လေသခင်နဲ့ပြည့်စုံတယ်ဝန်ခံကြရအောင်မိသားစုများနှလုံးသားရဲ့အတွင်းဆုံးမှာshines like corner the king got to know ye baba I need to know the king up ye beta the king yeah chick you now ya ya read the king yeah take up a chain I the kid up in that ya read the kid yeah a pull along pity is put on low she ya to know what you to know yellow sandra ya ya read the king yeah pull along ten shaziba won't can ya ya read the king yeah take up to know yeah should a chain I the king up in that ya to know ye boadema to know ye boadema le pianchi like daima the kitchen to baby go rushing thank you Jesus to know boama long need oh to know ye like daima oh go rushing it to know why my long need oh ya rida oh ya rida the key yeah take up to know yeah should dance a chain I the kid up in that ya read the kid yeah bo that pitin is eba the kilo shia put all shia to know what you to know yellow sandra second and young me me that's go be a letter them second and young oh me and I'm a tari the media she through let them sit down neighbor oh good out she name me and Baba let go to me roma oh I have a bone to today we are coaching who can I do today I have so show me the woman I meet that's my I get the media so show me the woman we are caught oh look up mountain me look up young lazy me hallelujah oh I can move there
ကျင်အောင်လုပ်တဲ့သူမဟုတ်ငါရဲ့ခင်မွန်းတဲ့အိုးကျုပ်ပဲချိန်မှလည်းလုံးသားကတော့ပြန်လေကုသပေးနိုင်တဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ဖရားခင်ကအသုံးပြုတယ်ပြောပါဦးခင်ဗျာ Hallelujah ငါရဲ့မိသားစုဟာဖြိုပြက်နေတဲ့မိသားစုမဟုတ်ငါရဲ့မိသားစုဟာဖရားရဲ့မျက်မှောက်တော်ထဲမှာဝတ်ထားတဲ့ဘန္နာရှိတဲ့သူဖြစ်တယ်လို့ပြောပါ Hallelujah Thank you Jesus Oh the King above the King above Yes Seba to know that Dana Oh the King above to know me Dazu to know yet that Dama to Shaziba Hallelujah Oh Ya ya the King take up to know yes a change the King up in Ya ya the King boda pitine seba kane chinyare chujore kuro lo shiya to know to know yellow sanda ye myong ni ye dai ya ya ri dai ha the King ye bo po da tin sha ziba the King ye bo po we the King ye bo po lo tin sha Yes Lord hallelujah Yes Lord နေဒီမှာရှိတဲ့မိသားစုတွေတယောက်ချင်းတိုင်းဘုရားရဲ့ဘုန်းထင်ရှားမဲ့ပုံကိုယ်တွေဖြစ်တယ်။အိုးမမိုက်တဲမှာဝတ်ထားတဲ့အချိန်ခံရနေရတော့လေ။အိုးတရားမကြခင်မှာထူးခြားတဲ့ဘုရားရဲ့အလင်းတန်းနဲ့အိုးတရားထဲမှာရှိနေတဲ့တန်ဖိုးရှိတဲ့မြတ်ထုတ်ဖော်ခြင်းကိုခံရတော့မဲ့သူဖြစ်တယ်။ Oh, the alabaster jar. Oh, the narusi moego. Head had it. Oh, how quaid one of a narusi moye moyena. The kind of piano. Oh, the yet that are the yet that chope watching it. A tearing on the yaking at Shintan Jinigo. Moyena go yaking up your senate up here. Oh, thank you, Father. Thank you, Father. Urobia didn't have your little many regular at the meeting. Oh, to ye a take Malapa Bulo Tibiro Jope Chimani. Good tea south tare to yet the tarema. Or the Nepayada Kay, Layaro, Mamia Bulo, Timbira Chiqueni, the Shiva, Kuro Yakume Drugo, Twipwe, Netay Beba, Kurotrugo, Tuablo, Twipwe, Netay Magoropia. 3 at 12 Wakuro, it is a gapio baby. Hallelujah. Oh, the Ninyama, the Ninyagalongata, now so Nyalo. Oh, the Nitamatare, the Yashiva, Kuropia, the day. 3 at 12 Holigo, Pian Lebiro, Kurim Yetaro, Necoro, Netay Beba, Dineha. Oh, Drupayato, at the Shinom and Naped. Dinega Sabo 3 and Nagaha. At the Shini Yamakoto, Piedelo, one country, Georgina, many. Hallelujah. Thank you, Father. Hallelujah. 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 Thank you, Father. Thank you, Father. Oh, Gorobia Dinima. Mimi go what 10 thing is all to me. Gorobia, you could be looking at that baby pillow Jesus. Allah Bazon Naga Gorobia Piesentare Surayago Miena Sebo, when you miss you go to open baby pillow Jesus. Benaga Lure, oh, Dine, a theme of you, Janet, Roga Dame to him out of. Benaga to the gay chene, Tona chene, Drugata shime to him home. Yes, yes, hallelujah. Benaga to the ye, a mere time to Roga, Pompola made to Hobene. Kuropia, mere time to read a lapas on the Nagaha, or Baulama, hallelujah. That's a Kuropia Jesus today. Not the middle of the mood happy, to a crop of Jesus, and a chapel of Jesus, and hallelujah. Kurapia in a Kurata, the Minishida Yamakurasaka, Pioni, Jesus, and a Drogo Tini, Kurago, Jesus, the Mare.
သူတို့ကြားနေတဲ့မျက်ရည်သူတို့ခြေကွဲနေတဲ့အရာအလုံးကိုကိုရောသိကျွမ်းပြီးတော့မှယခုပဲပြန်လဲပြီးတော့သူတို့ရဲ့ခြေမွနဲ့နှလုံးသားကိုဆိတ်ဆက်ပြီးဖြစ်လို့ယေရှုတင်တယ်မလုံခြုံနေတဲ့သူတွေကိုကိုရောဘုရားရဲ့စကားတော်အဖြစ်ဂတိတော်အဖြစ်ပြန်လဲပြီးတော့လုံခြုံစေပြီးဖြစ်လို့ယေရှုတင်တယ်မတန်ဆွမ်းတဲ့သူတွေကိုပြန်လဲပြီးတော့တန်ဆန်းစေပြီးဖြစ်လို့ယေရှုတင်တယ်မခိုင်ခန့်တဲ့သူတွေကိုပြန်လဲခိုင်ခန့်စေပြီးဖြစ်လို့ယေရှုတင်တယ်မြို့ရိုးပြိုပြက်နေတဲ့မိသားစုကိုပြန်လဲပြီးတော့ခိုင်ခန့်တဲ့မြို့ရိုးကိုကိုရောပေးပြီးဖြစ်လို့ယေရှုတင်တယ်ဟာလေလုယာဟာလေလုယာနှုတ်ကပတ်တော်သည်ယနေ့သူတို့ရဲ့မိသားစုထဲမှာပြန်လဲပြီးတော့ဆိုပြေခြင်းကိုဖြစ်စေပြီးနှုတ်ကပတ်တော်သည်သူတို့ရဲ့မိသားစုထဲမှာပြန်လဲပြီးတော့မှအသက်ရှင်ခြင်းကိုဖြစ်စေပြီးအိုးပွင့်လဲရမယ်ပန်းတွေပွင့်ကြပါစေဟာလေလုယာဟာလေလုယာဟာလေလုယာ Thank you Jesus Thank you တွေ့ချောက်တဲ့အယိုးတွေကိုဘိုးချေခဲ့သူဖြစ်စေတော်ဘုရားဒီထဲမှာရှိနေတဲ့သူတွေရဲ့မျောလင့်ခြင်းတွေသူတို့ရဲ့အသက်တာတွေကတွေ့ချောက်တဲ့အယိုးခဲ့သူဖြစ်နေတော့ကိုရောဘုရားကအသက်ရှင်ခြင်းတွေတကွာတက်ဆွမ်းနိုင်တဲ့ဘိုးချေခဲ့သူရန်သူကိုအောင်မြင်စေမဲ့အသက်တာတွေကိုကိုရောပြန်လဲဖြစ်စေမှာဖြစ်လို့ယေရှုတင်တယ်ယေရှုတင်တယ်ဒီနေ့စိတ်တက်ကြနေတဲ့သူတွေအားလုံးကိုကိုရောဘုရားအိုးယခုပဲကိုရောဘုရားရဲ့နှုတ်ကပတ်တော်အားဖြင့်ပြန်လဲတိဆောက်ပေးနေပြီဖြစ်လို့ယေရှုတင်တယ်အသက်တော်လန်းဆန်းခြင်းအသက်တော်ခွန်အားကိုပြန်လဲရစေပြီဖြစ်လို့ယေရှုတင်တယ်ဟာလေလုယာဒီနေ့ကျမ်းမာတဲ့သူတွေကိုကိုရောဘုရားကကျမ်းမာခြင်းကိုဆေလွတ်ပေးနေပြီဖြစ်လို့ယေရှုတင်တယ် Thank you Jesus Thank you Jesus ကိုရောဘုရားကိုရနာမတော်ကိုချီးမွမ်းပါတယ်နှုတ်ကပတ်တော်အားဖြင့်သားသမီးတို့ကိုကိုရောဘုရားစကားပြောပြီးလို့ယေရှုတင်တယ်တာမမိသားစုထဲမှာတာသမီးအတ္တတာထဲမှာတာမတို့အနာမှာရှိတဲ့သူတွေရဲ့အထဲထဲမှာကိုရောဝတ်ထားတဲ့တန်ဖိုးတွေကိုမြင်တတ်ပြီးဖြစ်လို့ကိုကိုသူတယ်ကိုရောရဲ့မျက်လုံးလေးကိုရောရဲ့အမြင်အာရုံလေးတာသမီးတို့ထည့်ပေးပြီးယေရှုတင်ကိုရောချစ်တဲ့စေဖို့နဲ့တင်ပေးလို့ယေရှုတင်တယ်ကိုရောပြောတယ်လို့ပြောတတ်စေဖို့နဲ့တင်ပေးလို့ယေရှုတင်တယ်ဟာလေလုယာဟာလေလုယာယေရှုတင်တယ်ကိုရောတတအတိတ်ကိုစက္ကအနံပါတယ်ကိုရောတကားတာလေတာသမီးတို့ကိုအယံချစ်ပြီးတော့မှအကောင်းဆုံးသောအရာတွေနဲ့သားသမီးတို့ကိုအစပြုပြီးတော့အဆုံးတောင်ကိုတော့ဘုရားကထိုအရာတွေနဲ့ထင်ရှားစေမှာဖြစ်လို့ယေရှုတင်ပါတယ်ဘုရားမိသားစုတည်တည်ကိုလက်တော်ထဲမှာစက္ကအနံနဲ့ကိုတော့ဘုရားရဲ့ဘုန်းတော်အဖို့လုံးကသားသမီးတို့ရောက်ချင်းစံကိုကိုတော့ဘုရားရွေးချယ်ထားလို့ယေရှုတင်တယ်ကိုတော့အသုံးပြုပါတကယ်ရှုနာမကိုမိပြီးအတ္တအတည်တည်ကိုကိုတော့ရဲ့ရှေ့မှာချထားတယ်စက္ကအနံကြပါတယ်အဖမြတ်စွာဘုရားတကယ်အာမင်အာမင်အာမင်ဆိုတာကျွန်မယုံကြည်တယ်အာမင်ဒါကြောင့်မလို့အားငယ်စိတ်ပြတ်ဖို့မဟုတ်ဘူးချို့တော်သူတွေဟာငါကတော့အသက်အရန်ကြီးပြီလူငယ်တွေလိုမလုံနိုင်တော့ဘူးမဟုတ်ဘူးသင်ရဲ့အသက်ကြီးခြင်းဟာဘုရားရဲ့ဘုန်းကြီးခြင်းနဲ့เนาะတကယ်ကိုဘုရားရဲ့တတ်နိုင်ခြင်းကိုထင်ရှားစေဘုရားရဲ့ပညာရှိခြင်းကိုထင်ရှားစေတယ်အာမင်ဟာလေလုယာဒါကြောင့်မလို့ကျွန်မတို့ရဲ့အားနည်းခြင်းတွေထဲမှာဘယ်သူအလုပ်လုပ်နေလဲဘုရားအလုပ်လုပ်နေတယ်သင်ရဲ့သမီးလေးတွေအားနည်းနေလားဘုရားအလုပ်လုပ်နေဟာလေလုယာသင်ရဲ့ခင်မွန်းတဲ့ဘုရားအလုပ်လုပ်နေတယ်အာမင်သင်ရဲ့မိသားစုဖခင်အလုပ်လုပ်နေသင်ရဲ့အလုပ်အကိုင်ငွေကြေးနဲ့ဆိုင်တဲ့အရာဖခင်အလုပ်လုပ်နေတယ်အာမင်ဒါကြောင့်ဒီနေ့မှာဖခင်